ဇလန်းကောင်းတွေကိုတင်ဆက်ပေးနေတဲ့ All Entertainment Channel ကိုနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်တွေအတွက်ဒီနေ့တင်ဆက်ပေးမယ့်ဇလန်းလေးကတော့စာရေးသူကြိုကြိုရေးသားထားတဲ့အိမ်နာဒုက္ခဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ဒီဇလန်းလေးကိုနားမစင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနဲ့အတူအသစ်တွေတင်တဲ့အမြဲတမ်းသိစေဖို့အတွက်ဘေးနား notification ခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့လည်းတောင်းဆိုလိုက်ပါစီရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်စာရေးသူကြိုကြိုရေးသားထားတဲ့အိမ်နာဒုက္ခဆိုတဲ့ဇလန်းလေးကိုအတူတူနားဆင်ကြည့်လိုက်ကြရအောင်ပါရှင်။ဒီမျိုးကလေးကိုခြေချမိလိုက်တော့နုနုစိတ်ထဲတစ်လွင်လန်းဆန်းနေပါတယ်။ရွှေမျက်မှန်ဖျားကြီးကိုမြင်ရတဲ့အခါစိတ်မှာကြီးညိုစိတ်ဖြစ်ရပါတယ်။အထက်တန်းအကြောင်းကြီးနဲ့ကျောင်းသေးဝိတ်ကလေးတွေကိုမြင်တော့လေစိတ်ချမ်းမြေ့မိပါတယ်။အမေဖြစ်သူကိုဘလို့ပဲစိတ်ဆိုးဆိုအခုလိုတာယာလှပတဲ့ရွှေတောင်မျိုးကိုအမေဖြစ်သူဒေါ်ဆန်းဆန်းမြင့်အလန့်ခေါ်တဲ့အတွက်တော့နုနုကျေးဇူးတင်မိပါတယ်။နုနုအမေဒေါ်ဆန်းဆန်းမြင့်ကအိမ်အောင်ခွဲဖြစ်ပါတယ်။နုနုငယ်ငယ်ကလေးတွေကလင်များချင်းခွဲကြတယ်။ရွာမှာသားမီးနှစ်ယောက်အတူနေကြတော့စိတ်ချင်းအခက်မသိလို့စကားများကြရမှာဒေါ်ဆန်းဆန်းမြင့်ကနုနုကိုငါနောက်ရင်အောင်ပြုတော့မှာနေအိမ်ဘောကဆင်းလို့စိတ်ဆိုးတော့ပြောမိတာကိုနုနုကစိတ်နာပြီးအိမ်ဘောကဆင်းကတီလာရှင်ဝစ်ပလိုက်ပါတယ်အစားကတော့အမေကိုစိတ်ဆိုးပြီးတီလာရှင်ဝစ်တာမှန်မိမဲ့နောက်တော့တီလာရှင်ကြောင့်မှနုနုပြောတယ်စိတ်ချမ်းသာတယ်တဒနာပေါအောင်ခိုဝင်ရတာစိတ်အေးချမ်းနေနုနုလူမထွက်ချင်တော့ပါဘူးဒေါ်ဆန်းဆန်းမြင့်ကရွှေတောင်ကိုပြောင်းပြီးမှသမီးဖြစ်သူကိုမနေနိုင်လို့အတင်းပြန်ခေါ်ပါတယ်အဲ့ဒီအခါနုနုတီလာရှင်ကနေလူထွက်ကရွှေတောင်ကိုရောက်လာခြင်းပဲဖြစ်ပါတယ်ရွှေတောင်ကိုရောက်တော့နုနုဆက်ချုပ်တင်နေဆက်ချုပ်ပညာကိုတက်မြောက်သွားတဲ့အခါအထက်အတော်အသိမ်းရပါတယ်အထက်လာအတဲ့သူတွေများတာမို့ဝင်ငွေလေးကဖြောက်ပါတယ်တာမီးနှစ်ယောက်ထဲမို့ချောင်းချောင်းလေးလေးရှိကြပါတယ်ငကိုကလေးကရွာမှာနေကြတဲ့အတိုင်းဒေါ်ဆန်းဆန်းမြင့်ကတရေစင်းဝင်သူပဲဖြစ်ပါတယ်လေကွက်တွေပိုင်နေလေကွက်ကထွက်တာတွေကိုကုံစုံဆိုင်ဖွင့်ထားတာကြောင့်အတော်ပြေလေပါတယ်အခုရွှေတောင်ကိုပြောင်းလာတော့မှကုံစုံဆိုင်ကိုပိတ်လိုက်ခြင်းပဲဖြစ်ပါတယ်လေကွက်တွေကိုတော့အလုသမားတွေချခဲ့ပြီးလာတိုင်းလေရထွက်တဲ့ကုန်တွေရောင်းဝငွေနဲ့ရွှေတောင်မှာအေးဆေးနေပြောပါတယ်နုနုကိုလည်းငကတ်ဆွဲကြိုလက်စွပ်တို့နဲ့မျက်နှာပန်းလှအောင်ဆင်ပေးနိုင်ပါတယ်နုနုရွှေတောင်ရောက်ပြီးတစ်နှစ်လောက်ကြာမှတော့ဒေါ်ဆန်းဆန်းမြင့်ကလုံးဘူးလို့အများခေါ်ကြတဲ့မင်းခန့်တော်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့အဆက်ဆံရှိလာပါတယ်မင်းခန့်တော်ကဒေါ်ဆန်းဆန်းမြင့်ကိုနောက်အိမ်နောက်ပြူကိုကူညီမယ်လို့ဆိုပါတယ်ဒေါ်ဆန်းဆန်းမြင့်ကလည်းတခုလက်ဘွားနဲ့နေလာခဲ့တာကြောက်ပြီးမို့မင်းခန့်တော်ကိုယုံကြည်အားကိုးနေပါတယ်နောက်တော့မင်းခန့်ထွန်းကနုနုကိုမျက်စိကြတယ်ဒေါ်ဆန်းဆန်းမြင့်ကိုပြောပြပြီးနုနုနဲ့တွေ့ရဖို့ခွင့်တောင်းပါတယ်အဲ့ဒီအခါဒေါ်ဆန်းဆန်းမြင့်ကနုနုကိုမင်းခန့်ထွန်းနဲ့တွဲခိုင်းပါတယ်နုနုကမင်းခန့်ထွန်းကိုမကြိုက်ပါဘူးသမီးမသူ့ကိုမကြိုက်တာအမေရဲ့ဟဲနုနုခင်ရဲ့ညီကလည်းတွဲလိုက်ပါအေးအဲ့ကလေးကလူကောင်းလေးပါနုနုကမျက်နှာလေးရှုံးမနေတော့ဒေါ်ဆန်းဆန်းမြင့်ကနုနုခင်ညီငါတွဲခိုင်းတဲ့လူနဲ့မတွဲရင်သွားငါ့အိမ်မှာမနေရဘူးအမေကလည်းနုနုခုချိန်မှာတော့အမေဖြစ်သူနဲ့ခွဲမနေနိုင်တော့ပါဘူးဒေါ်ဆန်းဆန်းမြင့်ဆန္ဒအတိုင်းမင်းခန့်ထုံနဲ့တွဲလိုက်ရပါတယ်နုနုတို့ကကန်းနှက်ကွက်တဲ့3လမ်းရိုးနှက်ရက်ကွက်မှာနေပါတယ်မင်းခန့်ထုံတို့ကအင်ဂျင်စင်လန်းစာနီကန်ရက်ကွက်မှာနေပါတယ်တနေ့နုနုကိုမင်းခန့်ထုံကဆိုင်ငယ်စီးတင်ပေးမယ်လို့ဆိုလာပါတယ်နုနုကဆိုင်ငယ်မစီးတဲ့ယုံမင်းမကတွန်းယုံမင်းမတွန်းတတ်ပါဘူးမင်းခန့်ထုံကဆိုင်ငယ်စီးတင်ပေးမယ်ပြောတော့အားကိုးလိုက်ပါတယ်မင်းခန့်တုံးကဆိုင်ကယ်နဲ့မြို့မဘက်ကိုအလဲဘက်ခေါ်သွားတဲ့အခါသူ့ရဲ့တော်ထွေးရီနဲ့တွေ့ပါတယ်ထွေးရီကနုနုနဲ့မင်းခန့်တုံးတို့နှစ်ယောက်ကိုကြည့်ကနုနုနဲ့ကိုခန့်တို့သတင်းကြွကြလက်မှတ်ထိုးထားလိုက်ကြလေမင်္ဂလာဆောင်ပေးမယ်လို့ဆိုပါတယ်နုနုကလက်ထပ်ဖို့အားကြီးအလင်းမလို့သေးတာကြောင့်ထွေးရီရဲ့စကားကိုလက်မခံလိုက်ပါဘူးပြုံးရတာစိတ်စိတ်ငြင်းနေလိုက်ပါတယ်အေယိုပြန်ရောက်တော့လေအထက်ချုပ်ရတာနဲ့အာယုံများပြီးတော့နုနုကဒေါ်ဆန်းဆန်းမြင့်ကိုပြန်မပြောဖြစ်ပါဘူးနောက်တစ်နေ့ဒေါ်ဆန်းဆန်းမြင့်အပြင်သွားနေတော့အေယိုထွေးရီရောက်လာပါတယ်နုနုစီအင်ကြီးလာတော့နုနုကကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆက်နေခဲ့ပါတယ်။အင်ကြီးအပ်ပြီးပြန်ကန်နေရောက်မှထွေးရစကားဆိုပါတယ်။နုနုရေညီကိုပြောရမှာအားတော့နာတယ်။ဘာလို့လဲအနီထွေးကြီးဘာပြောမလို့လဲ။ညီကိုငါကိုခန့်နဲ့သဘောမတူနိုင်ဘူး။ညီငါတူနဲ့လမ်းခွဲပေးပါ။နုနုကဒေါသနဲ့ရှင်းရွံ့သွားမိပါတယ်။အိမ်နိုင်ရောက်လာစော်ကားနေတာပါလား။ဟိုနေ့ကပဲလက်မှတ်ထိုးထားဖို့ပြောခဲ့တာဒီမိမပဲမဟုတ်ဘူးလား။မင်္ဂလာဆောင်ပေးမယ်တော့လုပ်ခဲ့သေးတာ။လူတွေများအပြောင်းလဲမြန်ချက်ပါလား။ငါတူအောင်ငါကမိမမယူစေချင်သေးဘူးဘသူ့ကိုမှမပေးနိုင်ဘူးအရန်ချက်တာညီငါတူနဲ့ထပ်မပတ်သက်ပါနဲ့ထွေးကြီးကအဲ့လိုပြောကပြန်သွားပါတယ်နုနုအန်ကျိလျက်လက်သီးဆုံးမိတယ်နုနုကပတ်သက်ချင်လို့ပတ်သက်နေရမြထွေးကြီးထင်နေသလားမသိအမေဖြစ်သူဒေါ်ဆန်းဆန်းမြင့်ကြောင့်သာသူ့တူကိုနုနုပတ်သက်နေရခြင်းမှာနုနုကဒေါ်ဆန်းဆန်းမြင့်ပြန်ရောက်လာတဲ့အခါထွေးကြီးပြောတဲ့စကားတွေကိုပြန်ပြောပြလိုက်ပါတယ်အန်ဒီထွေးကြီးကမင်းခန့်တဲ့သမီးကိုသဘောမတူနိုင်ဘူးတဲ့အမေနောက်မပတ်သက်ဖို့လာသတိပေးသွားတယ်ဒေါ်ဆန်းဆန်းမြင့်ကနုနုကိုမယုံတင်ကကြည့်ပါတယ်ဟုတ်လို့လားနုနုခင်ရဲ့ညီမင်းခန့်တော်မကြိုက်လို့လီစေပြောနေမှာမဟုတ်ဘူးလားမဟုတ်ပါဘူးအမေရဲ့သမီးတကယ်ပြောတာအမေရှိလေအန်ဒီထွေးကြီးပြန်သွားတာ
သမီးတို့တကယ်အဲ့လိုပြောသွားတာသူ့တူကိုမိမမယူစေချင်သေးဘူးတဲ့ဘယ်သူမှမပေးနိုင်အောင်အရန်ချစ်တာပါတဲ့သူ့တူနဲ့မပတ်သက်နေတဲ့ဒေါ်စန်းစန်းမြင့်ကနုနုအပြောကိုမယုံပါဘူးငကိုကလေးကသူ့သမီးကမင်းခန့်တော်ကိုကြိုက်တာမဟုတ်ခုဆက်မတွဲချင်တာကြောင့်လိန်ညာပြောတယ်လို့ထင်နေပါတယ်ဒေါ်စန်းစန်းမြင့်ကထွေးရီစီဖုန်းလက်ဆက်လိုက်တယ်ထွေးရီဖုန်းကင်တော့ဖုန်းကိုစပီကာဖွင့်လိုက်ပါတယ်ထွေးရီနင်ကသမီးကိုနစ်တူနဲ့သဘောမတူနောက်မပတ်သက်နဲ့လို့ပြောသွားတယ်ဆိုအဲ့ဒါသေးကြလားဟဲမဟုတ်တာမမြင့်ရဲ့ထွေးရီရဲ့လေတန်ကပြက်ရခတ်တန်နဲ့ကျမသဘောတူတယ်လေဘာသဘောမတူစရာရှိမှလဲပေါက်ပေါက်ရှာရှာခိုးတော်ကိုခန့်အောင်မမြင့်လို့စီတွားဖို့ပြောနေသေးတာကျမလှုပ်လိုက်မယ်နော်ဒေါ်စန်းစန်းမြင့်ကနုနုကိုကြည့်ပါတယ်နုနုကအံ့ဩနေရပါတယ်ပလီပလာတက်လုံးနဲ့မိန်းမပါလားစကားဆိုတာသူ့ရဲ့ပါဇက်ထဲမှာပဲရှိနေပြီးပြောချင်တိုင်းပြောလို့ရနေပါတယ်အဲ့ဒီကဒေါ်စန်းစန်းမြင့်ကနုနုကိုမင်းခန့်ထုံနဲ့ဆက်တွဲခိုင်းပါတယ်နုနုအမေကိုမလွန်တာလို့မင်းခန့်ထုံနဲ့ဆက်တွဲနေရပေမဲ့သူ့တော်ထွေးယူတော့ချင်သွားမိပါတယ်နုနုနဲ့မင်းခန့်ထုံတို့တရင်ကျုပ်ကနေတစားမုံလာအထိပုံမှန်ပဲဆက်ပြီးတွဲသွားတွဲလာလုံနေကြပါတယ်ထွေးရီပြောသလိုမင်္ဂလာကိစ္စဘာမှရှိမလာပါဘူးမင်္ဂလာဆောင်ပေးမယ်လို့ထွေးရီကပြောခဲ့ပေမဲ့လာတောင်းခြင်းမပြုသလိုတခါမှလည်းစကားမဆပါဘူးအဲ့နောက်မှာတော့ထွေးရီကမင်းခန့်ထုံကိုဘာမှတင်တောင်းမနေနဲ့တင်တောင်းတဲ့မိန်းမမဟုတ်ဘူးအလကားမိန်းမလို့ပြောခဲ့ကြောင်းမင်းခန့်ထုံကပြောပြလို့နုနုသိခဲ့ရပါတယ်နုနုတအားစိတ်တိုသွားပြီးထွေးရီကိုယွံမုန်းသွားမိတယ်ဖြစ်နိုင်ရင်မင်းခန့်ထုံနဲ့လေဆက်ပြီးတော့မပတ်သက်ချင်တော့ပါဘူးဒေါ်စန်းစန်းမြင့်ကလည်းမင်းခန့်ထုံကိုအကောင်းမြင်နေလေတော့နုနုဘာမှမတတ်နိုင်ပါဘူးနုနုတို့ထန်ကုန်းရွာဘက်ကိုမင်္ဂလာဆောင်သွားကန်နေမှာထွေးရီနဲ့မင်းခန့်ထုံအမေဒေါ်မေတန်းတို့ကစကားဆလာပါတယ်ငွေ9သိန်းပဲတင်နိုင်မယ်မင်္ဂလာမဆောင်ပေးနိုင်ဘူးနုနုကိုငွေ9သိန်းအပြောက်တင်ပေးမယ်လို့ဆိုကမင်္ဂလာတော့ဆောင်မပေးနိုင်ကြောင်းဆိုလာပါတယ်နုနုကလက်မခံနိုင်ပါဘူးတသက်မှာတစ်ခါသာကျင်းပရတဲ့မင်္ဂလာပွဲကိုသူတို့ဘက်ကမမှန်မောရင်တော့မင်္ဂလိပဲဖြစ်တဲ့နုနုကတော့မမောပါတယ်ဘလို့မင်္ဂလာမဆောင်ပေးနိုင်ဘူးလေလားကျမလက်မခံနိုင်ဘူးလက်မခံလဲငါတို့ကတော့9သိန်းပဲတင်မယ်မင်္ဂလာဆောင်မနေပါနဲ့အေးသူတို့သမီးဆိုတာလှနေမှညီရုပ်ကလှနေတာလည်းမဟုတ်ဘူးလေဖုန်ကြီးစွန့်ကြွေးလိုက်ဝစ်စုံတွေဘာတွေလဲချုပ်မနေနဲ့ဒီတိုင်းရိုးရိုးဝစ်စုံနဲ့လှုပ်လိုက်လက်ဖွဲ့လေးပါလေးနဲ့ငါတို့ဘက်မှာလှုပ်လိုက်ကျန်တဲ့အိယာကရင်ခန်းနာနဲ့ကုံညာစီညီတို့မင်္ဂလိဘက်ကအကုံဆိုင်အော်တရားကြဖို့ကောင်းလိုက်တာပြောရတဲ့တက်တီကိုတကယ်အော်မိပါတယ်အေးငါတို့ဘက်ကတော့ငွေ9သိန်းတင်တယ်လို့ညီတို့မင်္ဂလိဘက်ကလည်းညီရဲ့ဆွဲကြိုးနှထောင်ဟန်ချင်းအချုပ်ပစ္စည်းတွေအကုန်လက်ဖွဲ့ရမယ်ထွေးရီနဲ့ဒေါ်မေတန်းတို့ကနုနုကိုမှဆင်ထားသမျှကိုကြည့်ကအကုန်လက်ဖွဲ့ခိုင်းုံသားမကအချုပ်ဆိုင်ကိုပါပြုတ်အောင်လုပ်နေပါတယ်နုနုလုံးဝလက်သင့်မခံနိုင်ပါဘူးမင်းခန့်ထုံးဆိုတဲ့ယောက်ျားရဲ့ကိုကရွှေထွက်နေလို့လားအဲ့ယောက်ျားကဘာကောင်မလို့မင်းကလေးဘက်ကအကုန်ရင်းမိဒီကောင်ကိုယူရမှာလေအနီထွေးရီနဲ့အနီမေတန်းတို့ဒါကိုကျမကိုလာမပြောပါနဲ့ကျမအုပ်ထိန်သူအမေရှိတယ်ကျမအမေစီတွားပြောလိုက်ကြညီးမေကငါတို့ကိုပြောလိုက်ပြီးငါတို့သဘောလှုပ်ချင်ရလှုပ်တဲ့ဘလို့နုနုမယုံနိုင်စွာနဲ့အံ့ဩတုန်လုံးလျက်ဒေါသထွက်မိပါတယ်အမေဖြစ်သူကတမီးဖြစ်သူကိုအလကားလိုပေးတဲ့အပြင်တမီးဖြစ်သူရဲ့ရှိသမျှပစ္စည်းအကုန်အပြုတ်ခံပြီးမင်းခန့်ထုံကိုယူစေချင်တာတဲ့လားအမေကဘလို့ပဲပြောကျမတော့လုံးဝလက်မခံနိုင်ဘူးယောက်ျားလေးဘက်က9သိန်းလောက်လေးတင်တောင်းပြီးမိန်းကလေးဘက်ကို330နီးပါးလက်ဖွဲ့ခိုင်းတာဒါတရားလားလူပေါင်းဝတာမင်းခန့်ထုံနဲ့လည်းကျမမယူတော့ဘူးဆက်လည်းမတွဲတော့ဘူးလို့ဆိုကနုနုကစိတ်ဆိုးမှန်ဆိုးနဲ့အိမ်ပြန်လာခဲ့ပါတယ်အေးကိုရောက်တော့အမေဖြစ်သူဒေါ်ဆန်းဆန်းမြင့်ကိုစိတ်ဆိုးဆိုးနဲ့ပြောမိပါတယ်အနီထွေးနဲ့အနီမေတန်းတို့ကသမီးကို9သိန်းပဲတင်မယ်ကြံတဲ့ကုန်ကြစေးအကုန်သမီးတို့ဘက်ကပေးရမယ်ရွှေပစ္စည်းပြင်ဆက်ပစ္စည်းပါလက်ဖွဲ့ရမယ်ဆိုတာကိုအမေကဘလို့လုပ်ပြီးမြလက်ခံလိုက်တာလေသူတို့သဘောလှုပ်ချင်တာလှုပ်လို့ဘလို့မြပြောရလိုက်တာလေအမေသမီးကဘာတန်မိုးမှမရှိတဲ့မိန်းကလေးလားအမေအဲ့လိုသတ်မှတ်ထားတာလားအမေသမီးကိုသူတို့ကမင်္ဂလာတော်မဆောင်ပေးဘူးတဲ့ဖုန်ကြီးစွန့်ကြွေးတောင်သူတို့ဘက်မှာလှုပ်လိုက်တဲ့အဲ့လိုပြောတာကိုအမေလက်ခံနေပေါ့နုနုကဒေါသနဲ့အားပါပြီးမျက်ရည်များပါကျလာပါတော့တယ်နုနုငိုတဲ့အခါဒေါ်ဆန်းဆန်းမြင့်ကဖြပြတလဲညင်းပါတယ်နုနုခင်ရဲ့ငါသူတို့အဲ့လိုမပြောခဲ့ပါဘူးဒေါ်ဆန်းဆန်းမြင့်ကသူ့ကိုထွေးရီနဲ့ဒေါ်မေတန်းတို့ပြောခဲ့တဲ့အတိုင်းပြန်ပြောပြပါတယ်သူတို့သားကြီးကလည်းမင်္ဂလာဆောင်နေတားငယ်အလဲကြရင်လေတင်နောက်တင်နဲ့ဖြစ်စေရမယ်တဲ့ငါ့ကိုအဲ့လိုပြောသွားတာနုနုကမျက်ရည်ကျရင်ကလက်သီးဆုံးမိပါတယ်တော်တော်ဘလောင်းပလဲပလီပလာများတဲ့မိသားစုတမီသူတို့နဲ့မပတ်သက်ချင်တော့အမေဒေါ်စန်းစန်းမြတ်တက်ပြင်းသာချနေပါတော့တယ်နောက်တနေ့မနက်ရောက်တော့နုနုတို့အိမ်ရှိကိုထွေးရီရောက်လာပါတယ်ခြံတကားကနေအိမ်ထဲကိုကဲကြည့်ကအိမ်ရှင်တို့တကားဖွင့်ပါအောင်နုနုကတကားတော့ဖွင့်ပေးလိုက်ပါတယ်ထွေးရီကိုမြင်တဲ့အခါချင်းစူးစူးကြည့်လိုက်ပြီးအနီထွေးရီဘာလို့လဲကျမမင်းခန့်ထုံနဲ့မပတ်သက်ဘူးနော်အရင်တစ်ခေါက်ကလို့တူတူနဲ့မပတ်သက်ဖို့လာပြောတဲ့အထင်နဲ့နုနုကစကားရင်ပိတ်ပြောလိုက်ပါတယ်ထွေးရီကဒေါ်ဆန်းဆန်းမြင့်ကိုကြည့်ပြီးမှနုနုကိုမျက်နှာငယ်နဲ့
နုနုရဲ့ငါတူလေးကအိမ်လဲပြန်မလာဘူးအိမ်လို့လည်းမလုပ်ခွင့်နဲ့စိတ်စင်းရဲနေရှာလို့ငါတူလေးနဲ့ပြန်တွဲပြီးပါအေးနော်နုနုကဘဝင်မကြစွာမျက်နှာလွှဲပလိုက်ပါတယ်နုနုရဲ့ညှိကျင်နေအောင်ဖျားစင်ရှင်မှာငါတောင်းမှန်ပါမယ်လက်ဖေးရပွဲအတွက်ကိမုံနဲ့လက်ဖေးရတော့အိမ်ကနေယူခဲ့မယ်ညီကို30တင်မမယ်နော်ကျင်းနေပေးပါကိုခန့်နဲ့ပြန်တွဲပေးပါအေးထွေးကြီးကတောင်းမှန်ခိုင်းရနေတာမို့နုနုကယူနာတမ်းမိပြန်ပါတယ်ဒါပေမဲ့တိတ်တော့မယုံပါဘူးဒီမိန်းမကစကားကိုအမျိုးမျိုးပြောင်းပြောနေတာမလားလက်ဖေးရပွဲအတွက်လည်းပြင်ပေးမယ်30လည်းတင်မယ်လို့ဆိုတာကြောင့်ဒေါ်စန်းစန်းမြင့်ကတော့ကျင်းနေနေပါတယ်လက်မခံနိုင်ကြမရှိလို့ဆိုပါတယ်အဲ့ဒီအခါနုနုတယောက်မင်းခန့်ထုံနဲ့ပြန်တွဲလိုက်ရပြန်ပါတယ်ထွေးကြီးကမင်းခန့်ထုံနုနုတို့အိမ်စီနေတိုင်းလှုပ်ပြီးအမိပြည့်အောင်ကြံစီပါတယ်ဒေါ်စန်းစန်းမြင့်ရှိမှနုနုကိုပြောခဲ့တော့ကတော့ချက်ချင်းပဲတောင်းရလက်ထပ်တော့မလို့ပြုကခုကြတော့ပြသူလာကုန်တဲ့အထိတောင်းရချင်းမပြုသေးပါဘူးနုနုအမိပြက်အောင်နေရအနှံ့ပြားမှာနုနုနဲ့မင်းခန့်ထုံတို့ကအတူအိတ်ခဲ့ကြပြီးသားညားပြီးသားလို့သတင်းလိုက်ဖြန့်ခဲ့ပါတယ်အဲ့ဒီအခါနုနုကိုမြင်တဲ့လူတကာကနှာခေါင်းရှုံးကြပါတယ်ဟိုကောင်မလေးကအင်းကြီးကွာလို့တမောက်ခံရတဲ့အထိအသေးဖြတ်ခံခဲ့ရပါတယ်နုနုကရက်ွက်တဲ့နမိတ်ဖြတ်လာတဲ့အခါလာတောင်းရမယ့်အချိန်ကိုသာစောင့်နေရပါတော့တယ်ဒါပေမဲ့လည်းပြသူလာမှတဘိုးလေးလာကုန်တဲ့အထိလာရောက်တောင်းရခြင်းမပြုကြပါဘူးနုနုကအင်ဂျင်စင်ကိုလိုက်သွားပြီးထွေးကြီးကိုသွားတွေ့တဲ့အခါထွေးကြီးကအတွေ့မခံပါဘူးအိမ်တကားကိုအမြဲပိတ်ထားပြီးတော့အဝင်းမခံပါဘူးနုနုကရက်ွက်ထဲမှာအမြည်လဲပြတ်နေပြီးတော့အဆက်လဲရပါတယ်အဲ့ဒီအခါမင်းခန့်ထုံနဲ့ယူဖို့နုနုဆုံးဖြတ်လိုက်ရပါတော့တယ်မဟုတ်မမှန်တဲ့တရင်ကိုဖြတ်ငါမင်းကလေးတယောက်ပေါ်ကိုချင်းမစာမတရားသိခါချခဲ့တဲ့ထွေးယူနုနုတိတ်ယုံမောမိတယ်အဲ့ဒါကြောင့်မင်းခန့်ထုံနဲ့မယူခင်နုနုကသဘောတူညီမှုအရင်ရအောင်ယူပါတယ်မင်းခန့်ထုံနင်ငါနဲ့ယူခြင်းရင်ဂရီမတီမိမချင်းကိုချင်းမစာဘလောင်ပလဲစကားပြောပြီးတော်ဝင်မယူနိုင်တဲ့နင့်မိသားစုနဲ့ပြက်ရမယ်နင့်မိသားစုနဲ့ပြက်နိုင်ရင်ငါနင့်ကိုယူမယ်နုနုကဘလောင်ပလဲလေးကြီးပြီးအနည်းမရှိတဲ့မင်းခန့်ထုံရဲ့မိသားစုနဲ့မပတ်သက်နိုင်ပါဘူးဖြစ်နိုင်ရင်မင်းခန့်ထုံကိုလည်းမယူချင်ပါဘူးသူ့မျိုးရွားကိုဘလောင်ပလဲမှုဖြစ်ပါတယ်ဒါပေမဲ့လည်းမယူမဖြစ်တော့တဲ့အခြေအနေမို့ငါ့အရွယ်ငါတို့လိုရိုးသားကြိုးစားရမယ်နင့်မိသားစုလိုဘလောင်ပလဲမလုပ်ရအောင်မွေကိုချွေထားရမယ်အလုပ်လုပ်ရမယ်ဒီလိုမှနင့်ကိုယူမှာမဟုတ်ရင်မယူမင်းခန့်ထုံကနုနုရဲ့လက်ကိုထွေးဆုပ်ခါပြပြတလဲနဲ့ငါနင့်ကိုမယူရရင်ငါသေးလိမ့်မယ်ဟာစိတ်ကြပါဟာငါရဲ့မိသားစုနဲ့မပတ်သက်ပဲနေပါမယ်ဂျိုးသားပါမယ်အလုပ်လဲလုပ်ပါမယ်ဟာနော်ပြီးရနောက်ဆက်ပြီးငါမှအလုပ်ရှိတယ်နုနုရဲ့ပြည်မျိုးကိုပြန်သွားလို့ရင်တစ်နေ့6000ရမှာငါတို့လက်ထပ်ပြီးရင်နင်ငါ့ကိုဆိုင်ကယ်ဝယ်ပြီးဆိုင်ကယ်ရှိရင်ပြည်မျိုးမှာအလုပ်သွားလုပ်လို့ရတယ်နုနုကမင်းခန့်ထုံကိုယုံစားလိုက်ပါတယ်နုနုကဒေါ်စန်းစန်းမြင့်ကိုပြောပြတဲ့အခါဟုတ်ပြီလေမင်းအလုပ်ကဆိုင်ကယ်ရှိမှလုပ်လို့ဖြစ်မှာဆိုတော့လေဝယ်ပေးမယ်ဒါပေမဲ့မင်းရဲ့ဆိုင်ကယ်ကိုငါသမီးရဲ့ဆွဲကြိုးနဲ့ဟန်ချင်းရောင်ပြီးဝယ်ရမှာဒီတော့မင်းနောက်ကျပြန်ဆက်ရမယ်ပြန်ဆက်တဲ့အခါရွှေစည်းတိုင်းမဟုတ်ပဲရွှေလေးချိန်တိုင်းပြန်ပေးရမယ်ဂရီပေးမလားလို့မေးပါတယ်မင်းခန့်ထုံကစိတ်ချပါအန်ဒီကျွန်တော်ဂရီပေးပါတယ်လို့ဆိုကသဘောတူခဲ့ပါတယ်ပြီးရဲ့နောက်ရှီးရဲ့ကြာ26ရက်နေ့မှာနုနုနဲ့မင်းခန့်ထုံတို့တရတော်ရုံးမှာလက်ထပ်စာချုပ်ပေါ်မှာလက်မှတ်ရေးထိုးလိုက်ကြပါတယ်မင်းခန့်ထုံကတော့ပစိုးရှိုင်းအောင်တကွင်းနဲ့အင်ကြီးအနွမ်း3နှစ်သာပါလာပါတယ်သူ့လက်ထဲမှာလည်းပတ်စံမပါလာပါဘူးဒေါ်စန်းစန်းမြင့်ပေးလိုက်တဲ့ပတ်စံနဲ့တရတော်ရုံးကိုငွေ1000ခွဲပေးပြီးတော့လက်မှတ်ရေးထိုးရပါတယ်နေ့လေရောက်တော့ပြည်မြို့ကိုသွားကြတယ်ဒေါ်စန်းစန်းမြင့်ဆင်ပေးထားတဲ့နုနုရဲ့ရွှေဆွဲကြိုးတစ်ချက်သားတမတ်ကျိုးတကုန်းနဲ့ငါးမူသားရွှေဟန်ချင်းတို့ကိုရောက်ငါပြည်မြို့မျိုးတစ်လန်ရှိဆိုင်ငယ်ဆိုင်မှာရိုးရဟွန်နာဆိုင်ငယ်တစ်စီဝင်လိုက်ပါတယ်အဲ့ဒီဆိုင်ငယ်ကိုစီးပြီးတော့ပြည်မရွှေတောင်တီပြန်လာကြပါတယ်ညရောက်တော့မင်းခန့်ထုံကတကယ်တော့ငါမှအလုံးမရှိဘူးပြည်မြို့ပြန်သွားလို့ရင်တစ်နေ့6000ရမယ်ဆိုတာကဆိုင်ငယ်ဝယ်မပေးမှဆိုလို့ပြောပြပါတယ်နုနုရင်တုံပန်းတို့ဖြစ်လျက်မင်းခန့်ထုံရဲ့လိန်ညာမှုပေါ်ဒေါသလည်းဖြစ်သွားမိပါတယ်နင်အမေကိုလက်မှတ်ထိုးက15000နဲ့ရွှေကိုအလေးချိန်တိုင်းပြန်ပေးမယ်လို့ပြောပြီးလေမင်းခန့်ထုံရဲ့အလုပ်တကလုံးမှာအိမ်တော်ကြီးဟာအဆင်ပြေမှာပေါ့နင်နဲ့ငါ့ဟောဘယ်သူမှတင်ကြွေးထားမှာမဟုတ်ဘူးမင်းခန့်ထုံကငြိမ်နေပါတယ်နုနုကစိတ်သာညစ်ပါတော့တယ်လက်ထပ်ပြီး3ရက်မြောက်နေ့မှာမင်းခန့်ထုံကသွေးဆိုးလာပါတယ်ညဘက်ရောက်တော့နုနုဟိုဘက်ဆိုင်ရာအချောင်းမမိနိုင်နဲ့ငါနဲ့တူအိတ်ခဲ့တာဟာနုနုကမင်းခန့်ထုံအော်စွာကြည့်မိပါတယ်အချောင်းနဲ့တောင်အိတ်ခဲ့တဲ့ယောက်ျားကိုသူမယုံမောမိပါတယ်နုနုကတဲတဲကြည့်ပြီးအချောင်းနဲ့နေခဲ့တဲ့နေ့ကိုအချောင်းလင်လို့ပြောရင်နင်းနာမလားနင်းစီက AIDS တွေပါတယ်ကိုရင်ဘလို့လုပ်မလဲနင်းနဲ့အတူလည်းမနေနိုင်ဘူးဘာမင်းခန့်တော်ကဒေါသထွက်ပြီးနုနုကိုလက်သေးနဲ့ထထိုးပါတယ်နုနုကြမ်းမြင့်မော်လဲကျသွားပြီးပါးပြင်ကပုံနှွေးစွာနာကျင်သွားရတယ်ကောင်မငါ့ကိုဘာပြောတယ်အချောင်းမလင်းဟုတ်လားခွေးမမင်းခန့်တော်ကနုနုကိုတိုင်တဲ့ခေါင်းနဲ့စောင့်ပစ်ပါတယ်နုနုအဆောင်တန်နာကျင်သွားပြီးခေါင်းတွေမူးလာပါတယ်
အဲ့ဒီအခါမင်းခန့်တော်ကနုနုပေါ်တက်ခွာကပါးရီကိုဖေးပြန်ညာပြန်ချပါတယ်နုနုမျက်လုံးနဲ့မိဝဝင်တောက်သွားပါတယ်ပါးရီနားရီကိုစက်တိုက်ချတယ်ခေါင်းတွေကိုလည်းရိုက်တယ်နုနုပါးစပ်မှသွေးတွေထွက်လာကပါးရီဖူးရောက်လာတဲ့အထိမတရားနှိပ်စက်ပါတယ်နုနုခေါင်းတွေချာချာလဲတဲ့အထိမတရားနာကျင်ကခုခံမှုမစွမ်းသာပါဘူးနုနုနာကျင်မှုများစွာနဲ့ခြေနှောင်ထဲမှလဲလျက်မိုးလင်းလာပါတယ်မနေ့ရောက်တော့နုနုရဲ့ပါးရီအညိုမဲဆွဲကရောင်ကိုင်းနေပါတယ်ထိကင်လို့မရအောင်ပဲနာကျင်လွန်းတာကြောင့်နုနုမင်းခန့်ထုံနာကြည့်မိတယ်နုနုကမင်းခန့်ထုံကိုကွာပေးဖို့ပြောပါတယ်ငါအနေနဲ့ဆက်မပေါင်းနိုင်ဘူးယူပြီးတာ3ရက်ပဲရှိသေးတယ်ငါအနေကိုမဟုတ်တာမမှန်တာပြောလို့ငါ့ကိုရိုက်တယ်ဆိုထားငါပြောတဲ့ထဲမှာအမှားမပါဘူးဒါကိုနင်ကငါ့ကိုရုပ်ပြက်စင်မြက်ဖြစ်အောင်ရိုက်တယ်ငါနင်နဲ့ကွာမယ်အခုကွာမယ်နင်ငါ့ကိုကွာပေးမကွာပေးနိုင်ဘူးဒီမှာနင်နဲ့ငါယူပြီးရင်နင်ကငါလက်ခုပ်ထဲကရေပဲငါရိုက်ချင်စေရှင်ရိုက်မယ်မင်းခန့်တော်အဲ့လိုပြောကအိမ်ကထွက်သွားပါတယ်နုနုကဝါရောဝါးလေးမှာဖျဲသီးရောင်းနေတဲ့တငယ်ချင်းစိုးစိုးစီသွားကဖြစ်ချောင်းကုန်စီရင်ဖွင့်ပြီးမင်းခန့်တော်နဲ့ဆက်မပေါင်းနိုင်ကြောင်းပြောပါတယ်ပြီးရဲ့နောက်မမိုးနဲ့တူဒေါ်ဆန်းဆန်းမြင့်စီသွားကမင်းခန့်တော်နဲ့ဆက်မပေါင်းကျင်တော်ကြောင်းပြောပါတယ်ဒေါ်ဆန်းဆန်းမြင့်ကလင်မယားပဲရံဖြစ်မှာပေါ့အေးဆိုကကွဲဖို့ကွာဖို့လက်မခံပါဘူးမင်းခန့်တော်ကိုခေါ်ပြီးမင်းခန့်တော်မင်းကလည်းလက်မပါနဲ့လေလင်းနဲ့မြရှာနေသွားဆိုတာငါနားလေတယ်လက်ပါတာတော့ငါလက်မခံဘူးယူတာမှ3ရက်တစ်ပိုင်းရှိသေးတယ်ကွဲမဲ့ကွာမဲ့ဆိုလူကြားကောင်းသလားဒေါ်စန်းစန်းမြင့်ကနားချတော့နုနုစကားနားထောင်ရပြန်ပါတယ်မင်းခန့်ထုံနဲ့တီးခန့်ပြီးဆက်ပေါင်းသင်းမှုဆုံးဖြတ်လိုက်ရပါတယ်နောက်တနေ့ကျတော့မင်းခန့်ထုံကအလုရှာမယ်လို့ဆိုကဆိုင်ငယ်နဲ့ထွက်သွားပါတယ်နုနုမှာတော့သူတကယ်အလုရှာမယ်ထင်နေမျောလင်းချက်ကလေးထားကအကောင်းမြင်ပေးမိပါတယ်ဒါပေမဲ့ပြန်ရောက်လာတော့ဘာလုံးမှလည်းရှာတာမဟုတ်ပဲနုနုစီဆိုင်ငယ်စီဖို့တောင်းပါတယ်နုနုကပြောပြချင်ပေမဲ့စကားအခြေတွေနဲ့ရံမြန်ရမှာဆိုတာကြောင့်ဆိုင်ငယ်စီဖို့ထုတ်ပေးလိုက်ပါတယ်မင်းခန့်တော်ကဘာအလုံးမှမလုပ်တာကြောင့်နုနုဆက်ထုတ်တဲ့ပတ်စံနဲ့သာစားရတောင်းရပါတယ်ငွေလည်းမစုဆောင်းမိပါဘူးနုနုအထက်မရတဲ့ခါဒေါ်စန်းစန်းမြတ်စားစီပေးရပါတယ်အဲ့ဒီခါဒေါ်စန်းစန်းမြတ်ကိုခန့်အလုံးလုံးဖို့ဆိုပြီးဆိုင်ငယ်လေးဝယ်ပေးပြီးဆိုင်ငယ်တော်ရိုးရပိန်အကောင်းစားကိုဝယ်ပေးထားတာအခုမင်းကငါထမင်းကျွေးထားရတာမင်းကငါငွေနဲ့ထမင်းစားနေရတာနော်ငါပြောထားပြီးသားနုနုခင်နဲ့ယူရင်မင်းရယောက်ျားမင်းလောက်ကင်ကျွေးရမယ်မင်းတို့ဘာသာလောက်ကင်စားရမယ်လို့ဆိုင်ငယ်ကမင်းကငါလက်ခွေထားတာမဟုတ်ဘူးဆိုင်ငယ်ဖို့ရွှေလေးချိန်တိုင်းပြန်ပေးရမယ်ဆိုတာမင်းသိတယ်နော်အေးအဲ့ဒါကိုခေါင်းထဲထည့်ပြီးတော့အလုပ်စူးစားကျမ်းမကြီးလည်းဂယုဆိုင်ဆိုင်ငယ်ကိုလည်းဂယုဆိုင်ငယ်တုံးလေးမှအလုံးလုပ်ပြီးစုမိဆောင်ပြီးမှအဆင်ပြေမှာအိုးနုအိမ်နုမှာပေါ့ပေါ့လေးနေလို့မရအောင်အလုပ်စူးစားရှာရိုးရိုးတတလို့ပတ်ဆက်ဆိုတာငါလည်းလက်ကားမရအောင်အမြဲကျွေးမထားနိုင်ဘူးဒေါ်စစန်းမြင့်ကအေးစစ်စစ်နဲ့ဖြစ်စေချင်တာလေးကိုအလိမ္မာသုံးကတွန်းနေပါတယ်နောက်တနေ့မနက်မှာတော့မင်းခန့်ထုံကဆိုင်ငယ်နဲ့ထွက်သွားပါတယ်နုနုကိုဘဲစီဘဲဝဲလို့လည်းဘာမှပြောမသွားပါဘူး10နာရီလောက်မှအိမ်ပြန်ရောက်လာပါတယ်ရောက်ချင်းနုနုစီလာကနုနုလက်ကလက်စွပ်ကိုချုပ်ပေးဖို့ပြောပါတယ်နုနုငါ့ကိုနစ်လက်စွပ်ပေးစမ်းအိုင်ဒီကတော့လက်ထပ်ပြီးရှင်းရမြောက်နေပဲဖြစ်ပါတယ်ဘာလို့ဖို့လဲအိုးခွဲစားမယ်နင့်မိနဲ့တူမစားတော့ငါ့ကိုလက်စွပ်ပေးမပေးနိုင်ပါဘူးဒီလက်စွပ်ကနစ်စင်ပေးထားတာမလို့တောင်းညင်နိုင်လာတောင်းနေရလားရှာရှည်လိုက်တာဟာငါတနေ့ကို4000ရတဲ့အလုပ်ရလာပြီမနှက်စင်းရမှာနစ်လက်စွပ်လည်းမကြောက်10ရက်ပြည့်ငါပြန်ရွေးပေးမယ်နုနုကမင်းခန့်ထုံလက်စွပ်မပေးလိုက်ချင်ပါဘူးဒါပေမဲ့တနေ့4000ရတဲ့အလုပ်ရှိတာကြောင့်အိုးခွဲစားမယ်ဆိုရင်လည်းအဆင်ပြေတယ်လို့နုနုရိုးရိုးတွေးလိုက်မိပါတယ်မင်းခန့်တို့အိုးခွဲစားချင်တာကိုအပြစ်မတင်တော့ပါဘူးလက်စွပ်ကိုလည်း10ရက်ပြည့်ရင်လည်းပြန်ရေးပေးမယ်လို့ဆိုတာကြောင့်ချွတ်ပေးလိုက်ပါတယ်မင်းခန့်တော်ကလက်စွပ်ကိုယူဟာအိမ်ရထွက်သွားပါတယ်ညနေရောက်တော့မင်းခန့်တော်ပြန်ရောက်လာပါတယ်လက်စွပ်ကိုပေါင်နေတာသိရပြီဘယ်မှာဘသူစီမှာပေါင်တာကိုမသိရပဲငွေ9000ရလာတယ်လို့ဆိုပါတယ်နုနုကိုစံတအိတ်စီမြေပဲတပူနဲ့လက်ဖက်ကြက်သွန်တော်ဝဲပေးပြီးပိုတဲ့ငွေ2500ကိုဆိုင်ငယ်ပေါက်ထဲထည့်ထားပါတယ်နောက်တနေ့ကျတော့မင်းခန့်ထုံကအလုံးမသွားတော့ပါဘူးအဲဒီအခါမှတနေ့4000ရတဲ့အလုံးဆိုတာကအလေးညာမနုနုရိမ့်မိလာပါတယ်လက်ထပ်ပြီးကလေးကပယံလုံးမယ်လို့ဆိုကမနက်ပိုင်းအစောကြီးထွက်သွားတတ်ပါတယ်10နာရီလောက်ကြာအိမ်ပြန်ရောက်လာပြီးလမ်းမှာဆိုင်ငယ်ပြက်လို့အလုံးမရှိလို့စသဖြင့်အမျိုးမျိုးအချောင်းပြပါတယ်အဲ့ဒီຢာတွေကိုပြန်တွေးပြီးတော့နုနုလက်စွပ်ပြန်ရေးဖို့တတိယသွားတယ်မင်းခန့်တော်အလုံးမလောက်တာ3ရက်ရှိပါပြီနုနုကမင်းခန့်တော်လက်စွပ်ပေါင်လို့ပို့တဲ့2500ငါ့ကိုပေးထားလက်စွပ်ပြန်ရေးဖို့ငါသိမ်းထားပေးမယ်မင်းခန့်တော်ကငြိမ်နေပါတယ်နုနုကကြက်ကြက်ပြောမှခေါင်းကိုတာဟကုတ်ခါအကျွေလေးတွေပြစ်ပေးပါတယ်နုနုအကျွေတွေကိုကောက်ကြည့်တော့1000ဝင်မပြေတော့ပါဘူးမင်းခန့်တော်ပတ်စံတွေဘယ်ရောက်သွားတာလဲမရှိတော့ဘူးငါတငယ်ချင်းနဲ့လက်ဖိတ်ဆိုင်ထိုင်လိုက်တာကုန်သွားပြီနုနုစိတ်ဆင်းရဲရပြန်ပါတယ်လက်စိုးပေါင်ထားတာကိုဒေါ်စန်းစန်းမြင်ရမသိပါဘူးနုနုမင်းခန့်တော်နဲ့လမ်းမထက်ခင်ရရောအခုလက်ထပ်ပြီးတဲ့အထိရောစိတ်မချမ်းသာရပါဘူး
နောက်နေ့တွေမှာလည်းမင်းခန့်ထွန်းကအလုံးမလုံးပါဘူးဆိုင်ငယ်စီဖို့တော့နုနုစီနေတိုင်းတောင်းပါတယ်နုနုကလက်စွပ်ပြန်ရွေးပေးဖို့ပြောတော့လက်စွပ်ကိုသူ့တော်ထွေးစီ9000နဲ့ပေးလိုက်ပြီဖြစ်ကြောင်းသိလိုက်ရပါတယ်ငါလက်စွပ်က9000မကတန်နဲ့ဈေးအစားမတန်နဲ့အချောင်ယူလို့မရအောင်ငါလက်စွပ်ပြန်ယူပေးမယူပေးနိုင်ဘူးငါတော်ကပြောလိုက်သေးတယ်နောက်လည်းဘာပစ္စည်းဖြစ်ဖြစ်ယူလာခဲ့တဲ့တဝက်စင်းနဲ့အပိုင်သိမ်းမယ်တဲ့ခွေးကောင်နုနုကအော်လိုက်တဲ့အခါမှာတော့မင်းခန့်ထွန်းကထားရိုက်ပါတယ်ယူပြီးသည့်နေရတိုင်းအခုထိမင်းခန့်ထွန်းကဘာအလုံးမှမလုပ်ပါဘူးနုနုကပြဿနာဖြစ်မှဆိုလို့တီးခတ်နေရင်ကနေစဉ်ရဆက်ဖြစ်လာတော့တီးမခတ်နိုင်တော့တဲ့တနေ့နေ့လယ်ဆက်ချုံနေရင်အလုံးမလုပ်တော့ဘူးလားဆိုင်ကယ်ဖို့မဆက်တော့ဘူးလားပင်ရကျန်းသမားရဲ့တနေ့4000ရတယ်မင်းခန့်ထွန်းလူဆိုတာငယ်တုန်းလေးအလုပ်စူးစမ်းရတယ်ငါအချုပ်တာရတဲ့ပတ်စံနဲ့စားပြီးနေရတာကိုငါစုထားမယ်နေတစ်လောက်10ရက်လောက်ပဲနောက်တနေ့ကို4000တစ်လောက်8000တနေ့ဆို9600နဲလားတနေ့ခွဲဆိုဆိုင်ငယ်ဘိုးချေပြီးဆိုင်ငယ်ကနေပိုင်ဖြစ်ပြီလေမင်းခန့်ထွန်းရဲ့မင်းခန့်တော်ကစိတ်ရှုပ်စွာနဲ့မျက်နှာကိုရှုံးမဲပြစ်ပါတယ်နုနုကငါဆိုင်ငယ်မစည်းတက်ဖ ೇನೆ နင့်ကိုဆိုင်ငယ်ဝယ်ပေးတာအလုပ်ရှိတယ်ဆိုလို့အခုနင်ကအလုပ်ကိုမလုပ်ချင်တော့တာလားအဲ့ဒီခါမင်းခန့်တော်ကရှူရှူတန်တန်နဲ့မတက်ထားရလိုက်ခါအဲ့ဒီဆိုင်ငယ်ကငါမစည်းလို့ဘသူစီးရမှာလဲအာယုံမဲဆိုင်ငယ်ရိုးတရားစီးပြီးဘသူမှပယံမလုပ်ဘူးနင့်ကိုလည်းငါဘာလို့လှုပ်ကြွေးရမှာလဲနင့်ကိုယူရင်အလကားအေးစေးထိုင်စားရမယ်စိတ်နဲ့နေရမယ်ထင်တာမအေရောသမီးရောဒီအလုပ်ပဲလှုပ်ခိုင်းနေနုနုကဆက်ချုပ်နေရင်ကမင်းခန့်ထွန်းလှဲကြည့်ကဟဲ့ယောက်ျားဖြစ်ပြီးအလုပ်လုပ်ရမှာပေါ့စံကုန်မြေလေးရဲ့နင်အမေကိုဆိုင်ငယ်ဖို့အတွက်ရွှေလင်းချိန်တိုင်းပြန်ဆက်မယ်လို့ပြောထားတာလေမိသွားတာလားနင်အမေကိုငါပါဇက်ပြောနေပဲပြောလိုက်တာလေဆိုင်ငယ်ငါရပြီအဲ့ဒီပတ်စံငါဆက်ချင်မှဆက်မှာပေါ့ပေးချင်မှပေးမယ်မပေးချင်မပေးဘူးမင်းခန့်ထွန်းကနုနုအနောက်မှာခါထောက်ရက်ပြီးနုနုကိုကြည့်နေပါတယ်အေးနောက်ပြီးတော့ငါမိမတက်ကိုလောက်ကင်ကြည့်ဖို့မဟုတ်ဘူးနင်းမေပစ္စည်းနင်းပစ္စည်းတယောက်တော့ခွဲလိုက်အောင်ပေါ့ဟာနင်းပစ္စည်းကငါ့ပိုင်ဖြစ်မယ်ငါကသုံးမဲသုံးတတ်တာလောက်ကင်မကြွေးတတ်ဘူးငါလောက်ကင်ကြွေးရမယ်မိန်းမဆိုလို့ငါအမေငါအမနဲ့ငါအတော်ဒီ၃ယောက်ပဲရှိတယ်နင်းလိုကောင်မှလောက်ကင်မကြွေးနိုင်ဘူးတေချာမှတ်တာနုနုကဆက်ချုပ်တာကိုရက်ခါစက်ကုံပေါ်ကနေစက်ကနေလှည့်ကြည့်လိုက်ပါတယ်အေးငါမှပဲဟိုကပါတာမဟုတ်ဘူးလေနင်းလှုပ်ကြွေးနိုင်တဲ့လှုပ်ကြွေးချင်နေတဲ့နင်းအမေနင်းတော်နဲ့နင်းအမရဲ့လေဟိုဟာပါတယ်သူတို့ကိုသွားလို့နုနုကအဲ့တခုမဲ့ထပြောလိုက်မိတယ်အဲ့ဒီအခါမင်းခန့်တော်တယောက်ဒေါသငယ်တွေရောက်ပြီးသူ့အမေသူ့အတော်နဲ့အမားတွေကိုထိရပါမလားဆိုကနုနုကိုပါးတွေချပါတယ်လက်မောင်းတွေရင်ဘတ်တွေကိုလက်သီးနဲ့ထိုးတယ်လူကိုစက်ခုံနဲ့ကင်ပေါက်ပြီးနှက်ခမ်းခွဲအောင်ရိုက်နှက်ပါတယ်နုနုနာကျင်လွန်းလွန်းအဟေးပေမဲ့ပတ်ဝန်းကျင်ကဘသူမှနုနုကိုမတနာကြသလိုလာလဲမဆွဲကြယူလဲမဆိုင်ကြပါဘူးဒေါ်စန်းစန်းမြီကလည်းဘေးအိမ်မှာမရှိပါဘူးမင်းခန့်တော်ကနုနုကိုစိတ်ရှိတိုင်းရိုက်နှက်ပြီးငကတ်တစ်ဖက်ကိုဆွဲချွတ်သွားပါတယ်ပြီးရဲ့နောက်အိမ်ကနေထွက်သွားပြီးဒုံးဆိုင်မှာသွားရောက်ကတောက်စားဖြုံးပလိုက်ပါတယ်နုနုကအိမ်ကနေမင်းခတ်ထုံအော်ဟစ်ဆဲဆို့နေတဲ့အခါနုနုအိမ်ခေါင်းထဲမှာနေတဲ့ဒေါ်တူကဟိုကောင်လေးပြောတာလဲမှန်တာပဲအမေရောသမီးရောအလုပ်ပဲခိုင်းနေကြတယ်လို့မကြတကြပြောပါတယ်နုနုကကြားပါတယ်ဒီမှာဒေါ်တူအလုံးမလုပ်တဲ့ယောက်ျားအလုံးမလုပ်တဲ့တမက်လို့ချင်းမင်းခန့်ထူကိုဒေါ်တူရဲ့မြေးမတွေသမီးတွေနဲ့ပေးစားပြီးအိမ်ခေါ်ထားပါလားနုနုကအဲ့လိုဒေါသနဲ့အော်ပြောလိုက်ပါတယ်ဒေါ်တူပါဇက်ပိတ်သွားပြီးထပ်မပြောတော့ပါဘူးဒီလိုယောက်ျားဟောပတ်ဝန်းကျင်အစိုးမမြင်တာလေနုနုဝစ်ကြီးလားလို့နုနုတွေးရင်းနဲ့မြေကြီးချမိပါတော့တယ်နုနုလက်စွပ်တဝင်းအပြင်ငကတ်တစ်ဖက်ပါဆုံးရှုံးရပါတယ်ဒေါ်စန်းစန်းမြင့်ကိုမပြောလို့မဖြစ်လို့ဆုံးဖြတ်ကဒေါ်စန်းစန်းမြင့်သူ့အိမ်ရောက်တော့နုနုသွားတွေးလိုက်ပါတယ်အမေသမီးကိုကြည့်ပါအောင်သမီးရဲ့ဒဏ်ရာတွေကိုကြည့်ပါအောင်နုနုကဒဏ်ရာတွေကိုပြရင်းငိုပါတယ်နုနုလက်မောင်းနဲ့အညိုမဲဆွဲနေပြီးမျက်နှာတစ်ခုလုံးလည်းရစရာမရှိပါဘူးမင်းခတ်တို့နဲ့ဆက်မပေါင်းနိုင်တော့အမေသမီးကိုတနေ့လုံးရိုက်နှက်ပြီးလုံမကျွေးနိုင်ဘူးလို့ပြောတယ်သမီးငကတစ်ဖက်လည်းချွတ်ယူသွားတယ်ဒေါ်ဆန်းဆန်းမြင့်ကနဘာဟောင်းလောက်ကိုမြင်ရတဲ့အပြင်လက်မလက်စုပ်ကိုလည်းမတွေ့ရတဲ့အခါနုနုခင်ညီလက်စုပ်ကရောသူ့ယူသွားတယ်လက်စုပ်ပေါင်လို့ရတဲ့ပတ်စံနဲ့စံစီဝယ်ပြီးတော့အိုခွဲချက်စားနေတာအမေ10ရက်ပြည့်ပြန်ရွေးပေးမယ်ဆိုလို့သမီးပေးလိုက်တာကိုခုထိပြန်မရအောင်နုနုကငိုပြီးတော့ပြောနေပါတယ်အဲ့ဒီအချိန်မင်းခန့်တို့အိမ်ပြန်ရောက်လာပါတယ်ဒေါ်ဆန်းဆန်းမြင့်ကနုနုကိုခေါ်ပြီးမင်းခန့်တို့ရှိတဲ့အိမ်ဘက်ကိုကူးလာပြီးမင်းခန့်တော်မင်းကငါသမီးရွှေကိုပေါင်ပြီးအိုခွက်ချက်စားနေတယ်ပေါ့ဟုတ်လားမင်းအလုံးမလုံးပဲနေတာငါမသိရပါလားငါသမီးကိုငါဆင်ထားတဲ့လက်စွပ်ကိုပေါင်ပြီးတုံးဖြုံးနေတာလားမင်းခန့်တော်ကဒေါ်ဆန်းဆန်းမြင့်ကိုမထီလေးစားကြည့်ကတက်တက်ရင်ဆိုင်လိုက်ပါတယ်ကျွန်တော်တော်ထွေးရအဲ့လက်စွပ်ကိုယူထားပြီး9000ပေးလိုက်တာဘာဖြစ်ချင်လဲငါလက်စွပ်ငါစီပြန်ယူလာခဲ့ငါသမီးကိုငါဆင်ထားတာမင်းတော်စီကအခုပြန်ယူခဲ့ယူစေခြင်းကျွန်တော်တော်ရဲ့ငွေ9000အန်တီပေးလေငွေရလကားမရဘူးလို့ကျွန်တော်တော်ကပြောတယ်လက်စွပ်လို့ချင်း9000ပြန်ပေးရမယ်အဲ့ဒီခါနုနုကပြောတော့နင့်မိသားစုနဲ့မပတ်သက်ဘူးဆိုဘလောင်းပလဲအကောင်
နေရမြလူပါဝါလို့ငါ့အမေစီပတ်စံပြန်တောင်းနေတယ်ငါလက်စပ်ကိုငါနင်းကိုရော့အင်းလို့ပေးပြီးနင်းတော်စီတော့ပေါက်ခိုင်းတာမှမဟုတ်တာနင်းမသာပေါင်နာလေးအကောင်ရဲ့အဲ့ရရတဲ့ပတ်စံလေးနေမဲ့အကုန်တုံးဖြိုးပစ်တာလေအဲ့ငွေ9000နင်းမသာရှာငါလက်စုံငါစီပြန်ယူလာခဲ့ကောင်မနင်းကအမေအားကိုနဲ့ငါ့ကိုအဆွဲထောင်ပြနေတာပေါ့ဟုတ်လားမင်းခန့်တုံကနုနုကိုဒေါ်စန်းစန်းမြင့်ရှိမှတင်လက်သီးနဲ့ထထိုးပါတယ်ဒေါ်စန်းစန်းမြင့်ကဆွဲတော့ဒေါ်စန်းစန်းမြင့်ကိုပါလက်ရွယ်ပါတယ်ပြီးရဲ့နောက်အိမ်ထဲကပစ္စည်းတွေကိုကန်ချောက်ခါအိမ်ပေါ်ကဆင်းသွားပါတယ်မင်းကန်တုံအိမ်ကနေထွက်သွားပြီးသူ့တော်ထွေးအိမ်မှာသွားနေတဲ့ကာလာတွေကနုနုအတွက်အေးအေးချမ်းဆုံးဖြစ်နေပါတယ်ဒါပေမဲ့နုနုအတွက်မကြရှည်လိုက်ပါဘူး။ရှက်ပိုင်းလောက်နေတော့မင်းခန့်ထုံကနုနုနဲ့ပြန်ပေါင်းချင်ပါတယ်လို့ရုံးနဲ့ရောက်ကဥက္ကဋ္ဌမှတဆင့်နုနုတို့စီအတိပေးခိုင်းပါတယ်။ဥက္ကဋ္ဌထံမှာနုနုကိုမရိုက်တော့မနှက်တော့မနှိမ့်ဆက်တော့ပါကြောင်းဝန်ခံကတိစာချုပ်မှာလက်မှတ်ရေးထိုးပါတယ်။ဥက္ကဋ္ဌကမင်းခန့်ထုံမင်းကအတော်ဆိုးမယ်ထင်တယ်။အခုကစပြီးလိမ္မာပါလို့ပြောလိုက်ပါတယ်။ပြန်ပေါင်းဆိုင်ရပိုင်းလေးမှာတော့မင်းခန့်ထုံကငြိမ်နေပါတယ်။ပယံလဲ3ရက်လောက်သွားလို့လိုက်ပါသေးတယ်။4ရက်လောက်ကြာတော့သူများတွေမိမရတာကန်ကောင်းလိုက်တာဖော်ကအပြအကြီးရတယ်အေးစေးပဲငါမှတော့ဆိုင်ကယ်တစ်စီးပဲရတယ်လို့မင်းခန့်ထွန်းကနုနုကိုရမ်းရှာလာပါတယ်ပြီးတော့နုနုအနာကခါငါ့ကိုလည်းဝယ်ပေးပါလားနုနုခင်ရဲ့လို့ဆိုပါတယ်နုနုကမင်းခန့်ထွန်းအော်စွာကြည့်မိပါတယ်နင်းလိုလူကိုငါတခုလည်းမဖြစ်ချင်လို့နောက်ပြီးနင်းကပြန်မောင်းညင်နေဆိုလို့ဝန်ခံကတိနဲ့ပြန်ပေါင်းနေတာငါလည်းပြောအောင်မယ်တေချာနားထောင်နေဖောကားလို့ချင်ရင်ငါ့ကိုမယူခင်ကလေးကကျူးစားငွေစုပြီးဖောကားရလာမှငါ့ကိုလာတောင်းပါလားနုနုကမျက်နှာလေးညှို့သွားပြီးတော့ငေးငိုင်လက်ကငါလည်းအမြဲတွေးတယ်ငါ့ကို350ရွှေ9ချက်သာလောက်ကင်စားဖို့ထော်လာကြီးတစ်စီးနဲ့တင်တောင်းပြီးလူမှုရေးစီးပွားရေးတည်တဲ့ဘလောင်းပလဲဂရိမတီတဲ့အတိုင်းဝိုင်းမဟုတ်ပဲကိုချင်းစာတရားရှိတဲ့အတိုင်းဝိုင်းသူတို့သမီးဝတ်စုံနဲ့ကောင်းကောင်းမွန်မင်္ဂလာဆောင်ပေးနိုင်ပြီးမရိုင်းမနှက်မနှိမ့်ဆက်ပဲနဲ့အလုပ်စ조사ပြီးတော့အကျဉ်းသားတရားနဲ့ပြည်စုံတဲ့ယောက်ျားမျိုးငါရနိုင်တယ်နင်တို့တွေငါ့အပေါ်အကောက်ကြံအပုတ်ချပြီးလောက်ကြံ6တုံးခဲ့လို့သာတိတိရဲ့နဲ့ယူခဲ့ရတာငါ့ကိုယူတော့ကတော့ပစိုးတကွင်းနဲ့အင်ကြီးအစုံ3တယ်ပဲပါတဲ့နေရာငါစီကဖောကားလို့ကျင်နေပေါ့အခုနင်းစီးနေတဲ့ရိုးရဆိုင်ငယ်ဖို့လေအရင်ဆက်ပြီးစူးစမ်းဖို့ဟာနင်းအမေတော်မေတန်နင်းဖေဦးဝင်းကိုနဲ့နင်းတော်ထွေးရအောင်ပစိုးတကွင်းအင်ကြီးအစုံ3တယ်နဲ့နှိမ့်ချလိုက်တာမဟုတ်ဘူးလားနင်းကိုတပြားတစ်ချက်ပေးလို့လားအခုဖောကားရမ်းလို့ကျင်နင်းမိသားစုကိုပြောကြည့်ပေါ့မဟုတ်ရင်လေဖောကားရနိုင်မယ်မိမောက်သာရှာယူငါကွာရှင်းပေးမယ်နုနုကစကားကုန်ပြောပြလိုက်ပါတယ်နုနုကမင်းခန့်ထုံနဲ့လက်မှတ်ထိုးမယူခင်အထိအပြိုတယောက်ပဲဖြစ်ပါတယ်နုနုတငယ်ချင်းဆိုရင်တခုလက်ကလေးတယောက်ရှိပါတယ်ကောင်လေးကလူပြိုပဲဖြစ်ပါတယ်ဒါပေမဲ့တမိုးထားတဲ့သူကတမိုးရှိသောလက်ထက်ယူခဲ့တယ်တခုလက်ရဲ့လို့နှိမ်ချတာမျိုးတင်ငယ်ရတာမျိုးမရှိပါဘူးမင်္ဂလာအကြီးကျယ်ဆောင်ဝေးပြီးထော်လာကြီးတစ်စီး30နဲ့ရွှေတကြက်သားတင်နှောင်းခဲ့တာပဲဖြစ်ပါတယ်အဲ့ကောင်လေးကနုနုတငယ်ချင်းကိုလည်းအရန်ချစ်ပြီးလောက်ကင်ကျွေးတယ်နုနုဘွားနဲ့ဘာဆိုင်လိမ့်မလဲအဲ့ကောင်လေးကလည်းမင်းခန့်ထုံနဲ့အသက်အရွယ်တူပဲဖြစ်ပါတယ်အမေကမုံဆိုးမဖြစ်ပေမဲ့စီစနစ်ကောင်းတာကြောင့်တားရလိမ့်ပါတယ်နုနုတငယ်ချင်းတိတ်ကန်ကောင်းတယ်လို့နုနုထင်ပါတယ်နုနုမှာတော့ဆိုင်ငယ်လဲဝယ်ပေးရရွှေလဲအကုန်ပြုတ်အပြိုဘွားလဲပေးရမကျင်မနာအရိုက်နဲ့လဲခံရပြီးအမေတွေအတော်တွေကလည်းရုံးမာတဲ့အရိုင်းဆိုင်မရဖြစ်နေရပါတယ်နုနုဘွားဘေးကမကောင်းတာကြောင့်လင်းဆိုးဆိုးနဲ့တွေ့ခဲ့ရတာလို့သာတတ်မှတ်ရပါတော့တယ်တနေ့ကုန်လို့တမိုးရောက်ပြန်လီတော့မင်းခန့်ထုံကပင်ရလုံးမှာဝရိန်ဆိုရတာတနေ့4,000ရတယ်လို့ဆိုပါတယ်ဝရိန်ဆိုတာကမီးရကောင်းဖို့လိုတယ်မီးရညဘက်ဒီမှာကောင်းတာလို့ဆိုကညဆိုထွက်သွားပြီးမနက်မှပြန်လာပါတယ်အဲ့လိုညထွက်လိုက်မနက်ပြန်လိုက်နဲ့10ရက်လောက်နေတော့နုနုကိုပတ်စံ12,000သာပေးပါတယ်နုနုကပတ်စံလေး12,000လက်မှကိုင်းတနေ့ကို1,200နဲ့ထမင်းဘလို့စားပါမလဲလို့ညင်းမိပါတယ်အိမ်နောက်တော့မင်းခန့်ထုံကမိုးရွာတာကိုအကြောင်းပြပြီးအလုံနာပါတယ်အိမ်မနေစဉ်နုနုကိုပေးထားတဲ့12,000အပြင်နုနုအချုပ်တဲ့အထည်ချုပ်ခါတွေပါခိုးပြီးတော့ကွန်စာစလိတ်တောက်အရဲတောင်းနဲ့တုံဖြိုးပစ်လိုက်ပါတယ်ပြီးတော့အလုပ်ပါမလုပ်တော့ပါဘူးမင်းခန့်ထုံကနုနုနင်းအမျိုးဝက်တွေရင်းပေးလို့ပြောလိုက်ဟာဝက်ရှိနေငါမျောလင်းချက်နဲ့အလုပ်လုပ်ရတာအဆင်ပြေတယ်အဲ့ဒီအခါထော်ဆန်းဆန်းမြင့်ကလေးသိန်းရင်းကဝက်နှစ်ကောင်ဝဲပါတယ်ဝက်ချံတွတ်မိုးတိုင်ကြောက်ပြလက်သမားကနဲ့ဝက်စာကျွေးဖို့ဇကွဲဖို့ပါစိုက်ပေးပါတယ်ဝက်မွေးလိုက်တော့မင်းခန့်ထုံကဝရိန်စော်တဲ့အလုပ်ကိုဆက်မလုပ်တော့ပါဘူးကုံစိမ်းထမ်းမယ်လို့ဆိုကမနက်ကနေညနေထိအိပ်နေပါတယ်ညဘက်ဆိုတညလုံးအိမ်ပြန်မလာပါဘူးပတ်စံရတော့တကြက်ပင်ပေါ်မလားနုနုတယောက်တည်းဝက်မမွေးဘူးပါပဲဝက်စာကျွေးရဝက်ချေးကျုံရဝက်ရည်ချိုးရနဲ့တနေ့လုံးမနာရပါဘူးကြတော့လူမှာပွေးလိုရာနာလိုတွေပေါက်လာပါတော့တယ်ဝက်စာအတွက်ရောလူစာအတွက်ပါနုနုဆက်ချုပ်ပြီးတော့ရှာရပါတယ်နေကင်းဘက်ဆိုဝက်တွေကိစ္စနဲ့အထည်ချုပ်ရတာနဲ့နုနုလုံးလဲချလဲရိုင်းနေရပါတယ်ညဘက်တွေလည်းမနာရပါဘူးအထည်ချုပ်မှပတ်စံရမှာမို့နုနုမအေးရပါဘူး
အဲ့ဒီပြင်ဝက်တီကအော်နေတာကြောင့်စိတ်ညစ်ရပါတယ်အဲ့ထက်မရတဲ့အခါဝက်စာနဲ့လူစာအတွက်နုနုကမင်းခန့်ထွန်းစီတောင်းမိတယ်မင်းခန့်တော်နေကုံသိန်းထမ်းနေတာဆိုညဘက်ထွက်နေတဲ့အလောက်ကရတဲ့ပတ်စံလေးငါ့ကိုပေးအောင်မင်းခန့်ထွန်းကမပေးမင်းခန့်တော်ပတ်စံပေးအောင်လို့ဝက်စာကျွေးဖို့ရောငါတို့ထမင်းစားဖို့ရောပတ်စံမရှိဘူးမင်းခန့်တော်ကဝုန်းကနေထရက်ပါတယ်ဟာဒီကောင်မအာယုံလာစားနေငါစီဘာရီလာတောင်းနေရလဲလို့ဆိုကနုနုကိုပါးရိချပါတယ်မျက်နှာကိုလက်သီးနဲ့အဆက်မပြတ်ထိုးပါတယ်ပြီးတော့စက်ခုံပေါ်ကကတ်ကြီးကိုဆွဲကနုနုလက်မောင်ကတ်ကြီးနဲ့ထိုးပါတယ်အိမ်အောင်ကြပြီး9လပြည့်တဲ့အထိနုနုသူ့လှုပ်စာတစ်ခါမှမစားဘူးဝင်မေသူ့ရိုက်သမျှတော့ခံနေရပါတယ်နုနုနာကျင်မှုညင်ညင်းနဲ့ပြင်ပန်းကအိပ်ပျော်သွားတော့မင်းခန့်ထုံကကျိုးကိုခြေထောက်နဲ့စောင့်ကန်ပါတယ်နုနုအင်ကနေဖြစ်သွားပြီးတော့ဆက်အိမ်မရတော့ပါဘူးအဲ့ဒီအခါမင်းခန့်ထုံကနုနုငါ300ငွေမရှိလို့နင်လိုင်းပေါ်ယောက်ျားတယောက်ကိုမြှုပ်ဆွဲပြီးဖောက်ပြန်လိုက်ငါမရခုမှုနဲ့တရားဆွဲလိုက်မယ်ထောင်မကြချင်တဲ့ကောင်ကအယော်ပေးလိမ့်မယ်ငါသိန်း30လောက်အယော်တောင်းမယ်လေဒါဆိုရင်အေးစီပဲမိမတယောက်ယူထားပြီးအေးစီထိုင်စားရုံပဲငါအပင်ပန်းခံကြမလို့ပိုတဲ့ပတ်စံကိုငါအမေငါတော်နဲ့ငါအမတွေကိုထောက်ပတ်မယ်ဒီလိုဆိုသူတို့ပန်းရောင်းစရာမလိုတော့ဘူးနုနုကအံကိုတင်းတင်းကြိတ်လျက်နှက်ခမ်းကိုတူးထွက်မတက်ကြိုက်ခါမင်းခန့်တုံဆူဆူရဲကြည့်မိပါတယ်ဒါပေမဲ့နုနုမင်းခန့်တုံရဲ့စကားတွေအတွက်ပြန်ခံမပြောရဲပါဘူးနှိမ့်ဆက်ခံရလွန်းတာကြောင့်နာကျင်ရလုံးမိမို့ကြောင်ပိတ်ရက်ခံရတဲ့ခွေးတငယ်လေးလိုတီအော်ရေးတာခွေနေရပါတော့တယ်နုနုမင်းခန့်တုံစကားပြောမမရဲပါဘူးမင်းခန့်တုံကလက်သီးထောင်မြကငါလက်သီးကိုကြည့်အထိုးမခံခြင်းဆက်ချုပ်ခတွေငါ့ကိုပေးစမ်းလို့အမြဲပြောပါတယ်နုနုမှာအငန်းငယ်အပြက်ပြက်နဲ့ရသမျှပေးရရှာပါတယ်တနေ့တော့နုနုကင်နဲ့လက်ကင်ဖုံမင်းကလေးတယောက်ဖုံးဆက်လာပါတယ်နုနုကင်လိုက်တော့မင်းခန့်တော်ရှိလားလို့မေးပါတယ်နုနုကမရှိဘူးနင်ကဘာတူလဲလို့ပြန်မေးတော့အဲ့ဒီမင်းကလေးကကျမအညာစုလမ်းမနေတဲ့ဝေဝေပါကျမစိတ်ရုံကပြန်ရင်မင်းခန့်တော်လာကြိုပေးပါလို့ပြောပေးပါအောင်နုနုကနင်မင်းခန့်တော်နဲ့ချစ်သူတွေလားလို့အေးစစ်စစ်မေးတဲ့အခါအဲ့မင်းကလေးကဟုတ်တယ်လို့ဆိုပါတယ်နုနုကညီမလေးအမပြောမယ်နော်အမကသူ့မိန်းမသူ့နဲ့ယူတော့ကသူ့မှာဘာတပြားတစ်ချက်မှပါမလာဘူးစင်ရဲဆုပ်ပြောက်မွဲတင်နေတဲ့သူ့ရဲ့မိဘတွေကအမကိုလူကြီးဆိုတာနဲ့လေလာမတောင်းပေးခဲ့သလိုသူ့နဲ့ယူတော့ကသူ့မှာဘာတပြားတစ်ချက်မှပါမလာဘူးစင်ရဲဆုပ်ပြောက်မွဲတင်နေတဲ့သူ့ရဲ့မိဘတွေကအမကိုလူကြီးဆိုတာနဲ့လေလာမတောင်းပေးခဲ့သလိုအခုသူစီးနေတဲ့ဆန်ငယ်ကလေအမဝယ်ပေးထားတာသူကန်နေတဲ့ဖုန်းကလေအမဖုန်းသူအမရဲ့မော်တက်လာတော့ဟိုဟာတချောင်းပဲပါလာတာမလို့ညီမလေးလိုချင်အမဒီနေ့ချက်ချင်းကွာရှင်းပေးနိုင်တယ်လို့ပြောလိုက်ပါတယ်သူ့ကြည့်တော့အလုံးမရှိအကန့်မရှိနဲ့အလကားကောင်ကမြေငယ်ကြထားတတ်ပါသေးတယ်နုနုခမမနက်3နာရီဆက်ချုပ်ရတယ်အထယ်တွေအမြန်ချုပ်ပြီးမှပတ်စံရမှာမို့နေမနာညမနာကိုချုပ်ရပါတယ်မိခန့်ထုံကတော့အလုပ်ကိုမလုပ်တော့ပါဘူးတနေ့ညတော့နုနုအရန်ပင်ပန်းလို့အိတ်ချင်လွန်းတာကြောင့်ဝင်အိမ်မိပါတယ်မနေ့ရောက်တော့မင်းခန့်ထုံကမနေ့အတွက်ထမင်းထားမချက်လို့ဆိုကချင်အောင်ထဲမှာနုနုရဲ့ခေါင်းကိုအစမပြတ်လက်သီးနဲ့တဲကိုထိုးသလိုအချက်ပေါင်းများစွာထိုးပါတယ်နုနုရဲ့ခေါင်းတွေအစမတန်နာကျင်လို့မူးဝေးနေပေမဲ့ထမင်းထားချက်ရဆက်ထားချုပ်ရပါတယ်အဲ့ဒီမှာပဲမင်းခန့်ထုံရဲ့တငယ်ချင်းအိတ်လေးလာပါတယ်မင်းခန့်ထုံကသူ့ရဲ့တငယ်ချင်းကိုငါကွာသူ့ကောင်လက်သီးနဲ့ထိုးလိုက်တာမအေးရတော့ဘူးလေမိမဆိုတော့အဲ့လိုခိုင်းစားရတယ်ကွာလို့ပြောလာပါတယ်နုနုလက်သီးဆုပ်ရည်သာမျက်ရည်ကျရပါတော့တယ်နုနုခမဆက်ချုပ်ရည်လေရှာကျွေးရတယ်အနှိမ့်ဆက်လည်းခံရပါတယ်ညတိုင်းလည်းအတူနေပေးရတယ်နုနုကမနေခြင်းလို့ညင်းတဲ့အခါအရိုက်ခံရပါတယ်မနေခြင်းမူဟုတ်လားမနေခြင်းမူဆိုတော့ငါးနှစ်ကိုယူထားရတာဘာလို့ဖို့လဲဒါဆိုရင်လည်းကွာလိုက်လေနုနုကကွာပေးဖို့ပြောတော့လေမင်းခန့်တော်ကမကွာပေးပါဘူးငါဦးလေးနဲ့အတော်ကပြောတယ်ဘာပစ္စည်းမှမပါပဲပြန်မလာရဘူးတဲ့အဲ့ဒါကြောင့်နေ့ကိုမကွာတာငါကနေသိမဲ့ချိန်ထိုင်ဆောင်နေတာနေသိနေရဲ့ပစ္စည်းအကုန်ငါပိုင်ပြီညရောက်တော့နုနုအိတ်နေတော့မင်းခန့်တော်ကနုနုရဲ့ဘိုက်ကိုလက်သီးနဲ့တစ်ချက်ပြီးတစ်ချက်ထိုးပါတယ်နုနုကငိုပြီးကွာရှင်းပေးဖို့ပြောတော့မင်းခန့်တော်ကငြိမ်နေပါတယ်မနေ့ရောက်တော့နုနုကမင်းကလေးတယောက်ကိုဘာလို့နှိပ်စက်ဖြက်စီးနေရတာလဲအလုံးမလုံးရင်တော့မှထမင်းလေးတော့ကို့ဘာသာချက်စားပါဟာငါအရန်ပင်မနေလို့ပါလို့ငိုယိုပြောမိတဲ့ခါဟာငါညတညာလုံးအိတ်နေတာဟာနေပိုက်ကိုထိုးတာငါမသိဘူးငါအိမ်မက်မက်ပြီးရောင်ထိုးမိတာနေမှာနုနုကခက်ချက်ချင်းမိကအင်းအားချိနဲ့နေတဲ့မျက်ဝန်းနေနဲ့မင်းခန့်ထုံကိုကြည့်လိုက်ပါတယ်အေးပါနင်တကယ်အိမ်မက်မက်ပြီးရောင်ထိုးတာဆိုရင်နင်နဲ့ငါရိုးမြေကြဖို့ဟာအဲ့လိုမဟုတ်ပဲတမင်တကာထိုးတာဆိုရင်တော့အမြန်ဆုံးတယောက်တနေရာစီဝေးရပါစေလို့ငါဆုတောင်းနေမနက်7:00နာရီလောက်ထိနုနုမထနိုင်ပါဘူးအဖျားဝင်ပြီးတော့လူကနှုံးချိနေတယ်နုနုကမထနိုင်တာကြောင့်ဝက်ကိစ္စတွေလုပ်ပြီးဖို့မင်းခန့်ထုံကိုခိုင်းမိပါတယ်မင်းခန့်ထုံကမလုပ်ချင်နုနုကချွတ်ချွတ်သားသားပြောခိုင်းရှာပါတယ်လုပ်ပြီးပါမင်းခန့်ထုံရင်နော်
ဝတ်တီကအစားမစားရတော့အော်ကြပါတယ်အဲ့ဒီအခါဘေးရဝတ်တီအော်လို့အနောက်ရှက်ဖြစ်တယ်လို့ရက်ွက်ယုံအတိုင်ခံရတဲ့အခါနုနုပဲသွားရပါတယ်အဲ့ဒါကြောင့်မထားနိုင်သူမို့မချော့ကျင်လဲချော့မော့ပြောရရှာပါတယ်မင်းခန့်တုံကညူညူဆူဆူနဲ့ထလောက်ပါတယ်ညူဆူနေပေမဲ့လည်းလှုပ်ပေးသေးတာပဲလို့နုနုကြက်ဖန်တွေကစိတ်အေးမိသွားပါတယ်ဒါပေမဲ့နုနုအတွေ့အတက်တက်ဆင်အောင်မှားပါတယ်နုနုကိုရက်ွက်ယုံကခေါ်မှနုနုရဲ့ဝတ်တီကိုထားကြည့်မိတယ်မင်းခန့်တုံကဝတ်ချီးတွေဘွက်တီကိုရောနှောထားပြီးရှုပ်ပွားနန်းစော်နေအောင်လှုပ်ထားပါတယ်ရက်ွက်ရုံရောက်တော့လူကြီးကဘွက်တီထောင်လှုပ်တယ်လို့ပြောတဲ့အခါနုနုရိုချိုးခတ်ရစွာနဲ့အကျိုးကြောင့်ပြောပြရပြန်ပါတယ်ဝတ်တီကိုနုနုမွေးကျင်လုံးလုံးမွေးခဲ့တာမဟုတ်ပါဘူးဝက်ရှိရင်အလုပ်လုပ်ရတာအားရှိတယ်လို့မင်းခန့်တော့ဆိုခဲ့ရတာမွေးခဲ့ခြင်းပဲဖြစ်ပါတယ်ခုတော့မွေးခိုင်းတဲ့သူကအေးစီဝက်ကိစ္စသူနဲ့မဆိုင်သလိုနေပါတယ်နုနုမှသာဝမ်းနဲ့ပတ်သက်လာတဲ့ကိစ္စအစားအနေပြဿနာအစုံတာဝန်ယူဖြေရှင်းနေရပါတယ်နုနုနေမကောင်းသေးကုန်နဲ့ဘဝကကြမ္မာဆိုရိုးမွေဖွဲ့နိုင်စွာမရှိတော့ပါဘူးတပြေးချရတာစိတ်ကုန်မိပါတယ်နုနုက3လခန့်ဒါစီ3နာပဲဖြစ်ပါတယ်စီးပြန်ထိုးဖို့ရက်ကလည်းကတ်လာနေပြီးလက်ထဲမှာပတ်စံလည်းမရှိတော့ပါဘူးရှိသမျှရသမျှပတ်စံကနုနုလက်ထဲမှာလက်ပူအောင်မနေရအကုန်မင်းခန့်ထုံကိုပေးရပါတယ်စေးထိုးဖို့ကရက်နေနေပြီငါမှထိုးဖို့ပတ်စံမရှိဘူးပတ်စံရှာပေးပါအောင်မင်းခန့်ထုံရဲ့အလုပ်လေးပါလေးလုပ်ပါအောင်ငါတောင်းမှန်ပါတယ်မင်းခန့်ထုံကထိုင်နေရတော့မထပါဘူးအေးစေးဒူးလေးလှုပ်လိုက်ခြေလေးထုတ်လိုက်နဲ့အပူပင်မရှိအဲ့ဒီခါနုနုကမင်းခန့်ထုံနေအိမ်တော်ဦးစီးတယောက်တော့အရင်လိုပေါ့ပေါ့နေလို့မရတော့ဘူးလေနင်းနဲ့ငါယူပြီးကြတဲ့ကငါနေလို့ကျွေးတဲ့နင်းလောက်စာမစားရသေးဘူးအခုစေးထိုးဖို့ပတ်စံလို့တယ်နေအလုံးလေးလှုပ်ပါအောင်ဟာတနောင်းမမှန်ပြောနေပြီမေကြောက်တုံးကိုကြက်ဦးနဲ့ပေါက်တယ်လို့ပဲကြောက်တုံးကဘာမှမထူးကြမင်းခန့်တုံးကနုနုကိုမျက်လုံးလှန်ကြည့်ကအိမ်နာဦးစီးဆိုတာအိမ်ဦးခမ်းပါမယ်ထိုင်နေရမှာဟာလှုပ်ကြည့်ရမှာမဟုတ်ဘူးနုနုစိတ်ဆင်းရဲရပြန်ပါတယ်မင်းခန့်တုံးကဆက်ပြီးနေကလေးမွေးပေးလေကလေးမွေးပေးရင်အလုပ်လုပ်မယ်နုနုကဟင်းကနေစိတ်ပြည့်စွာမျက်နှာလွှဲလိုက်မိပါတယ်ဒီတခါတော့နုနုမယုံတော့ပါဘူးဆိုင်ငယ်ဝယ်ပြီးရင်အလုပ်ရှိတယ်လို့ဆိုခဲ့ပါတယ်အလုံးမလုံးဝမ်မွေးရင်အလုပ်လုပ်ရတာအားရှိတယ်လို့ပလီပလာပြောခဲ့ပါတယ်အလုံးနဲ့တူတာတခုမှမလုပ်အခုကလေးမွေးပြီးရင်အလုပ်လုပ်မယ်လို့ပြောပြပါတယ်နုနုကိုပစုံအုံနောက်လို့ထင်နေပုံရပါတယ်နုနုကလေးတော့မွေးမပေးနိုင်ပါဘူးဒီလိုယောက်ျားနဲ့ကလေးတယောက်ရရင်ကလေးကိုဒုက္ခပေးမိတယ်လို့ပဲဖြစ်မယ်ကလေးရောနုနုပါဒုက္ခရောက်ပြီးစိတ်ဆင်းရဲရလိမ့်မယ်အစပိုင်းတော့မင်းခန့်တော့ကလေးလိုချင်တယ်လို့ဖခင်စိတ်ပဲရှိတယ်လို့ချက်ချင်းလောလောဆယ်ပဲအဖေဖြစ်ချင်တယ်လို့တွေပြောပြီးနောက်ပိုင်းမှာစိတ်ရင်းအမှန်တွေထုတ်ပြလာပါတယ်ကလေးရှင်ကလေးကိုအမိထားပြီးနင်တို့ပစ္စည်းငါအားလုံးပိုင်ပြီကလေးဝေစုနင်းဝေစုနှစ်ခုလုံးငါရပြီနင်းအမိကနင်တို့ပိုင်တဲ့ဝေစုတွေကတုံးမုံတပုံမဲရမှာနုနုကအန်ကျိတ်ပြီးနင်ကဝေစုလိုချင်ရအောင်နင်းငွေနင်းအရေးချင်းနဲ့ရှာထားတဲ့ပစ္စည်းဒီအိမ်မှာဘာရှိလဲမိမတယောက်ကိုအလကားလို့ရုံမကနှိမ့်ဆက်ရိုင်းနှက်နေပြီးတော့အလကားထိုင်စားနေတဲ့လူကငါမေပစ္စည်းကိုလိုချင်လို့တဲ့ရှိရတာနုနုကနှက်ခမ်းကိုမဲပြီးတော့ခက်ချင်ချင်းရီပလိုက်ပါတယ်နေရငါ့ကိုအထယ်မရလို့ဖခံခိုင်းနေပေါ့နင့်အမေနင့်တော်နဲ့နင့်အမတွေကိုရောသူတို့မှအလုံးမရှိအဲ့လိုလောက်ခိုင်းမှလားလေတန်းအေးနဲ့ခက်ညင်ညင်သာမေးလိုက်ပြီးမင်းခန့်တော်ကဆက်ဆက်ခါအောင်နာသွားပါတယ်အဲ့လိုမေးရပါမလားဆိုကနုနုကိုရိုင်းနှက်ပါတယ်စိတ်တိုင်းညရိုင်းနှက်ပြီးမှအိမ်ကထွက်သွားပါတယ်နုနုမှနှိမ့်ဆက်သမျှပြောသမျှလည်းငြင်းခံပေးရကိုဘက်ကနာလို့ပြန်ပြောမိရင်လည်းအရိုက်ခံရနဲ့အမြဲနာကျင်စွာနှောခွေနေရပါတယ်နုနုမှတနေ့လူစားဖို့ဝက်စားဖို့ရုန်းကန်ရရှာပွေရနဲ့အဆအဆရတိတ်ပင်ပန်းနေပါတယ်စိတ်ပင်ပန်းလူပင်ပန်းနဲ့ဖျားတော့ဆေးတိုးဖို့တော့ပတ်စံမရှိပါဘူးဝက်စာအရေးကြီးနေတဲ့အပြင်လူကဖျားနေတော့မတက်နိုင်တဲ့ဆုံးဒေါ်စန်းစန်းမြင့်စီကိုသာအာနန္ဒာနဲ့အမေ9000လောက်ချီးပါအောင်လို့ချီးရရှာပါတယ်စေတိုးဖို့ပတ်စံရပေမဲ့လူကအရန်အားနေနေတော့မသွားနိုင်မလာနိုင်နဲ့လမ်းမမရှောင်နိုင်ပါဘူးနုနုကမင်းခန့်တုံးဆိုင်ကယ်လေးနဲ့စီးလိုက်ထိုးပေးဖို့တောင်းဆိုရပါတယ်မင်းခန့်တုံးကနေပုံလဲနေပြန်ကြည့်အောင်ပိတ်လိနေတာ AIDS ယောဂတဲ့လိုပဲဆိုင်ငယ်ပေါ်တင်စီရမှာတိတ်ခါကြတယ်ကို့ဘာသာစိုက်ကားငားသွားနုနုစိတ်သာညက်ပါတော့တယ်စေတိုးဖို့တော့အနန္တန်ကိုစိုက်ကားဘလို့လုပ်ပြီးငှားစီးနိုင်မှာလေဒေါ်စန်းစန်းမြင့်ကမင်းခန့်တုံးနုနုကိုပြောနေတဲ့စကားတွေကိုသူ့အိမ်ကနေလှမ်းကြတော့ဟဲ့မင်းခန့်ထွန်းအဲ့ဆိုင်ငယ်ကနင့်ဆိုင်ငယ်လားငါဆိုင်ငယ်လीငါဝယ်ပေးထားတဲ့ဆိုင်ငယ်ကိုငါသမီးမစီးရအောင်ဆိုရင်နင်လည်းစီးစရာမလိုဘူးလို့အော်ပြောလိုက်ပါတယ်အဲ့ဒီအခါမှာမင်းခန့်တုံးကယောက်ျားတံမဲ့ထိုးဆောင်ကနုနုကိုတင်ခေါ်သွားပါတော့တယ်နုနုဖျားနေစဉ်တွင်မင်းခန့်တုံးကဘယ်မှာဘာတွေလုပ်ပလိုက်တယ်ကိုနုနုမသိရပဲယူရီးယားဆိုင်ငယ်12သိန်းတန်ကိုတရုတ်ဘိန်း2သိန်းတန်နဲ့လေးလာတော့မြင်လိုက်ရပါတယ်ဆိုင်ငယ်လဲလိုက်တဲ့ငွေတွေကိုဘာတွေသုံးပစ်လိုက်တယ်နုနုမေးမရပါဘူးနုနုခမနေမကောင်းလို့ထမင်းစားမဝင်စေးတလုံးထိုးထားတဲ့အာအင်ပြက်လက်နေတဲ့ခန္ဓာကိုယ်နဲ့မင်းခန့်တုံးဆိုင်ငယ်လဲပေးခဲ့တဲ့အပေါင်ဆိုင်ပွဲစားစီကိုခြေချင်သွားရှာပါတယ်ပွဲစားစီမှာဆိုင်ငယ်ပြန်လဲပေးဖို့နုနုကငိုယိုပြီးတော့တောင်းဆိုပါတယ်ဒါပေမဲ့ဘယ်ရလိမ့်မလဲနုနုနေမကောင်းတဲ့ကြောင်ငိုအားပြန်ပါတယ်န
နုနုမင်းခန့်ထုံရန်တွေးဖို့လည်းအားမရှိပါဘူးနေမကောင်းတဲ့ကြားအရိုက်ခံရရင်နုနုခောက်ကနေလဲသေးသွားနိုင်ပါတယ်ငါဆိုင်ကယ်ကိုငါမစီးတတ်ပင်နဲ့နင်းကိုရှိုးရုံးကနေရိုးရဘေးကိုလိုင်စင်ရောအသစ်ဆက်ဆက်အစင်နှန်းရှိစီးရအောင်ဝယ်ပေးခဲ့တာအလုပ်လုပ်ရင်မျက်နှာမငယ်ရအောင်လို့ဆိုင်ကယ်လေးစီးပြီးကြောက်ကြောက်မမလေးလှုပ်လို့ရအောင်ဆိုပြီးငါမှတော့နုနုကပြောနေနဲ့အတန်နဲ့တိမ်ဝင်သွားပြီးငိုတန်နဲ့ရောပါကုန်ပါတယ်ရိုးရဘေးကိုအပေါင်ဆိုင်ပွဲစားစီမှာနင်မလို့သွားလဲရက်တယ်အဲ့ဒီဆိုင်ငယ်ဝယ်တော့နင့်ပတ်စံတပြားမှမပဘူးလေမင်းခန့်ထွန်းရဲ့ရက်ဆက်လိုက်တာလုံးရက်လိုက်တာသူတစ်ပါးပစ္စည်းတွေကိုစိတ်တိုင်းညရုံမှကောက်ကျစ်လိုက်တာနုနုကရင်ထုမနာပြောရင်းနဲ့ငိုနေပါတယ်ရိုးရဘိန်းစီပြီးပရင်လောက်ရတာရှက်တယ်ဆိုတော့တရုတ်ဘိန်းအစုံနဲ့ကြပရင်လောက်တော့မှလားဟမ်နုနုကဒေါသနဲ့မေးမိပါတယ်မင်းခန့်ထွန်းကစိတ်ပြတ်အာယုံနောက်တဲ့မျက်နှာနဲ့အေးလုံးမယ်လို့ပြန်ပြောပါတယ်အပြောသာရှိပြီးအလုံးမလုံးပါဘူးငငယ်တုန်းကဇာရိတမှာတင်ရတဲ့ချင်းကချင်းပြီးမရွာတဲ့မိုးကဲ့သို့ဖြစ်နေပါတယ်အလုတ်ပန်းပြားကအပြင်တော့ထွက်နေပါတယ်နုနုလက်ထဲတော့ငွေတစ်ပြားမှမရပါဘူးနေတိုင်းတော့အိမ်ကနေထမင်းထုတ်ပေးရပါတယ်10ရက်လောက်ကြာတော့နုနုကပတ်စံပေးအောင်လေမင်းခန့်ထွန်းရဲ့အဲ့ထဲမရှိတော့ငါမှပတ်စံမရှိတော့ဘူးနုနုကပတ်စံတောင်းတော့မင်းခန့်ထွန်းကကြပြကတိအိမ်ကနေထွက်သွားပါတယ်ငွေပဲပြေးရှာတော့မလို့အလုတ်ပဲပြေးလို့တော့မှလို့နဲ့မင်းခန့်တော်ပြန်ရောက်လာတော့နုနုကိုငွေ4000ပေးပါတယ်နုနုကနေတီ4000ဖျားရတာလေလို့ပြီးတော့မင်းခန့်ထွန်းကပြန်မဖြေပါဘူးနုနုကမတင်ကမင်းခန့်တော်ခိုးလာတဲ့ထင်ပြီးပတ်စံအောင်မသုံးမနဲ့စက်ခုံပေါ်ဒီတိုင်းတင်ထားလိုက်ပါတယ်နုနုထင်တဲ့အတိုင်းငွေ4000အောင်မင်းခန့်ထွန်းကရိုးရိုးသားသားရခဲ့တာမဟုတ်ပါဘူးတိတ်မကြပြဿနာအိမ်ရောက်လာပါတယ်မင်းခန့်တော်ရှိလားကောင်လေးတယောက်ကလာမေးပါတယ်မင်းခန့်တော်ရှိပါတယ်ကြမ်းမြင့်မှာပက်လက်ကြီးလေးလို့နုနုကမင်းခန့်တော်နေ့ကိုကောင်လေးတယောက်လာမေးနေတယ်လို့ပြောတော့မင်းခန့်တော်ကသူမရှိဘူးပြောလိုက်တဲ့နုနုကနေ့လာရှာတာထွက်တွေးလိုက်အောင်လို့ပြောပေမဲ့မင်းခန့်တော်ကထွက်မတွေ့ပါဘူးလာအမောင်လေးအိမ်မော်တောင်ဘာဖြစ်လို့လဲနုနုကမင်းခန့်တော်ရှိတာအောင်မပြောပဲကောင်လေးကိုအေးရှိကန်နဲ့ခေါ်တွေးလိုက်ပါတယ်ကောင်လေးရဲ့နာမည်ကအောင်တိုးလို့ခေါ်ပါတယ်ပြီးတော့အချောက်ကလေးဖြစ်ကြောင်းနုနုသိလိုက်ရပါတယ်အောင်တိုးကပြောပြတယ်ကျွန်တော်ဟိုနိုင်ဒီနိုင်ဟိုကိုင်ဒီကိုင်နဲ့အတူအိပ်ပြီးကျွန်တော်ဖော်မနေ့ကပြန်ပေးမယ်ဆိုပြီးယူသွားလို့ကျွန်တော်လာယူတာပါနုနုကအံ့ဩမဆုံးဖြစ်ရပါတယ်ဒီလိုအောက်တန်းကြတဲ့လုံရက်တွေကိုမင်းခန့်တော်လုံနေတာပါလားအရင်ကလည်းအချောင်းနဲ့အိပ်ဖူးတာမို့ခုတစ်ခါကိစ္စကိုမယုံနိုင်စရာမရှိပေမဲ့ကိုထက်ငယ်တဲ့ကောင်လေးကိုကလင်ကကြစ်ကြတဲ့အတွက်တော့အံ့ဩမိပါတယ်နုနုကမင်းခန့်တော်အိမ်ရှိခန်းကနေမင်းခန့်တော်နင်မဟုတ်မှဟိုလေးတောင်းကအဲ့ဒီဖုန်းကိုရောင်းပြီးရလာတာမဟုတ်လားလို့လှမ်းမိလိုက်ပါတယ်မင်းခန့်တော်ကလည်းမငင်ဟုတ်တယ်လို့ပြန်ဖြေပါတယ်နုနုကဖျားတလျက်မောင်လေးရေဒီပတ်စံကလေအမောက်ပေးထားတာမကြသေးဘူးဖုန်းရောင်းခဲ့တဲ့ဆိုင်ကိုသွားကြည့်ပြီးအကျိုးအကြောင်းပြောပြရင်ပြန်ယူလို့ရမှာပါကွယ်နုနုကအောင်တို့ပတ်စံ4000ပြန်ပေးလိုက်ရပါတယ်ပြီးရင်နောက်နုနုကအမတို့မျိုးရိုးကတခုမျိုးရိုးမဟုတ်ပါဘူးမောင်လေးရေအမယောက်ျားအတွက်တောင်းမှတ်ပါတယ်နော်။ तू ကမျိုးရိုးလိုက်တာအမတော်သူနဲ့ကလေးမယူကလေးကတခုမျိုးရိုးဖြစ်မှာဆိုလို့နုနုလည်းအရိုက်ခံရမှာအရိုက်ခံရရောပြောတင်တာပြောမယ်လို့ဆိုကမင်းခန့်တို့ရှိမှာပဲအောင်တို့အဲ့လိုပြောလိုက်ပါတယ်နုနုတောင်းမှန်လိုက်မှအောင်တို့ကပြန်သွားပါတယ်နုနုကမင်းခန့်တို့ရိုးသားပါလို့အတန်တန်ပြောပါတယ်ပြောလုံးတဲ့ပါဇက်ကတစ်သားပါဇက်ဆိုပေးချလောက်ပါတယ်ကျွဲပါဆောင်နေပင်ဖြစ်ရပါတယ်ပြည်မျိုးလမ်းရှိလမ်းမှာစပယ်ယာတွေလိုနေတယ်ဆိုလို့နုနုမင်းခန့်ထွန်းနဲ့တူတတိယစီသွားလျှောက်ပေးခဲ့ပါတယ်တတိယမင်းခန့်ထွန်းကိုကြည့်ပြီးတော့အလုံးလုံးချင်စိမ်မရှိတဲ့ပုံစံလို့ကောက်ချက်ချပါတယ်ပြီးတော့ယုံကြည်လို့မရတဲ့ပုံစံလို့ဆိုကအလုံးမခန့်နိုင်ကြောင်းတေချာပြောလိုက်ပါတယ်တိတ်ကြည့်တတ်တဲ့တထေးလို့သာနုနုတွေးမိလိုက်ပါတယ်နုနုသာမင်းခန့်ထွန်းမယူခင်ကအဲ့တထေးလို့ကြည့်တတ်ခဲ့ရင်အိမ်တွင်အကြက်ဖတ်ခံရမှာမဟုတ်ပါဘူးနုနုကစပယ်ယာအလုံးမရတော့လေနေပေါ့နေအိမ်မှာနေပြီးထမင်းဟင်းချက်ဝက်ဆာကျူဝက်ဆာကျွေးပိန်ယိုထင်းချပြီးတော့ရေရိုးသားသားနဲ့အိမ်မှာအေးစင်းနေငါမိုးရဲအထည်မရှိရင်လင်းယောက်ကြီးမှာအလုံးဝင်လုံးမယ်ငါလောက်တော်တဲ့မိန်းမမျိုးရှာကြည်စမ်းမှလို့နုနုပြောလိုက်ချင်ပါတယ်လူဆိုတဲ့အမျိုးကဘေးမှာရှိနေတဲ့တံမိုးမမြင်တတ်ပါဘူးတံမိုးမသိတတ်တဲ့အကောင်နုနုဒါတွေမပြောနေတော့ပါဘူးမင်းခန့်ထွန်းကအေးလို့ဆိုကနုနုစကားကိုလက်ခံလိုက်ပါတယ်အေးလို့သာဆိုရင်ဆိုင်ငယ်နဲ့ထွက်သွားလိုက်တာပြန်မလာတော့ပါဘူးည8 နာရီလောက်မှလူကြီးပြန်ရောက်ချလာပါတယ်ဆိုင်ကယ်ပါမလာတော့ပါဘူးနုနုကဆိုင်ငယ်ရောလို့မေးတဲ့အခါဆိုင်ငယ်နဲ့လူတယောက်ကိုဝင်တိုင်းပြီလို့ရက်စကမှာဆိုင်ငယ်အခက်ရတယ်လို့ဆိုပါတယ်ဘလို့အဲ့ဒါအယောပေးရမယ်ဘလောက်ယောပေးရမှာလဲ3 သိန်းဘာဟုတ်တယ်မယောပေးနိုင်ရင်1300နှစ်ကြာမှာအော်ဟုတ်လားနုနုက1300နှစ်လို့ဆိုတာကြောင့်မပူပင်တော့ပါဘူးကြောက်ပလေးစီလေအိမ်မှာတယောက်ကြားရှိနေလေဘာမှအသုံးဝင်တာဘာကောင်းကျိုးမှမပြုမင်းခန့်ထွန်းကအဲ့ဒါပြန်ရွေးဖို့နင့်မေစီကငွေတောင်းပေးနုနုကဟင်းကနေမျက်နှာလွှဲလိုက်ပါတယ်ငါမှနင်းနဲ့ဆိုင်ကယ်လိုက်စီရင်နေတုံလို့နင့်ကိုဆိုင်ကယ်ဖြည်းဖြည်းမောင်းမှလို့အတန်တန်မပြောခဲ့ဘူးလားနင်နားမထောင်ဘူးလေ
နင်ဒီတိုင်းဆက်လုပ်နေတနေ့ဒုက္ခရောက်လိမ့်မယ်လို့ပြောတော့နင်ငါ့ကိုလက်သီးမျက်နှာထိုးခဲ့သေးတာမလားပြန်ရေးဖို့ငွေကိုနင်မျက်နှာနဲ့နင်ဘာသာလိုက်ရှာကြည့်လေနုနုကခက်ရေးသာပြောလိုက်ပါတယ်နုနုရံမဖြစ်လို့တော့ပါဘူးမင်းခန့်တို့ပြဿနာတွေရှင်းရလွန်းလို့တိတ်ပင်ပန်းနေပဲဖြစ်ပါတယ်မင်းခန့်တို့ကဒေါ်စန်းစန်းမြင့်စီမတောင်းပြီးရင်ဝတ်တီရောင်မီရွေးမယ်လို့ဆိုပါတယ်အိမ်တော်သက်ရှစ်လပြည့်တဲ့အထိသူရှာနိုင်ဖွင့်နိုင်တဲ့ပစ္စည်းဥစ္စာတစ်ခုတော့မရှိပေမယ့်ရှိသမျှပစ္စည်းအကုန်တော့တစ်ခုပြီးတစ်ခုပြုတ်အောင်ဖြုတ်ပါတယ်နုနုကနေထောင်ကြခံလိုက်ပါလားဟာနေမြင့်ငါ့ကိုရိုက်နှက်နေရလေ3နှစ်လောက်လေးပဲထောင်ထဲမှာတွားနေပြီပါလားနေထောင်ထဲရောက်နေတော့ငါအေးအေးစစ်စစ်လေးနေပြစီလားဟာနုနုနေသေးချင်နေပြီလားရှာရှိမနေနဲ့ငါထောင်ထဲရောက်ပြီနေအေးဆေးမနေရခင်ငါလက်နဲ့နေအရင်သေးသွားမယ်တွားဝတ်တဲ့ခုချစ်ချင်းတွားရအောင်နုနုဝတ်တီရောက်မို့ရက်ွက်တယ်လိုက်ဆက်တော့လေဘသူမှမငွေကြပါဘူးအဲ့ဒီခါမင်းခန့်တော်ကနုနုကိုသူနဲ့တူပတ်စံလိုက်ချီဖို့ခေါ်ပါတယ်ဆိုင်ငယ်မရှိတော့စပိန်လေးငှားသွားရပြီးနေမကောင်းတဲ့ကြာကစပိန်ကိုနုနုကနင်းရပါတယ်အယိုးပေါ်အရေးတင်နေတဲ့နုနုနင်းနဲ့စပိန်နောက်ကနေမင်းခန့်တော်ကယောက်ျားရဲမာကြီးဖြစ်ပါလျက်အရှက်မရှိထိုင်စီးပါတယ်နုနုကစပိန်နင်းခိုင်းတော့မနင်းနိုင်ပါဘူးနောက်ကလိုက်စီရတာပျော်တယ်လို့ဆိုပါတယ်ဘလောက်ရိုက်ပြစ်ချင်စရာကောင်းတယ်လဲမိုးရင်းကြီးမိုးရရလဲရွာပါတယ်ကန်ဆိုးမသွားရမိုးလိုက်လို့ရွာဆိုသလိုစိုးလိုက်တဲ့ဘဝပါလားလို့သာနုနုတွေးမိပါတော့တယ်နုနုမင်းခန့်တော်အသေးအိမ်တွေကိုအတူလိုက်သွားပြီးတော့ဘသူသားလဲလို့မေးကြပါတယ်အန်ဒီမေတန်းသားလို့ပြောတဲ့အခါခြေဆုံးကောင်းဆုံးအထင်မြင်သေးစွာအကြည့်ခံရပါတယ်တမိသားစုလုံးလူချင်မှဖြစ်နေကြတာပြောစရာပဲမလိုပါဘူးအဲ့လိုအထင်သေးစွာအကြည့်ခံရတာနုနုဘဝမှာပထမဆုံးမှာမင်းခန့်တော်နဲ့ပတ်သက်ပြီးမှပဲလူထင်သေးခံရတဲ့ဘဝကိုရောက်ရပါတော့တယ်စီရဲလောက်ကြတဲ့အထိဗမာမှရှာလို့မရတော့ခလုတ်ထီမှအမိတာဆိုသလိုနုနုဒေါ်စန်းစန်းမြင့်ကိုအပူခဲရပြန်ပါတယ်ဒေါ်စန်းစန်းမြင့်ကသူ့လက်ကောက်ပေါင်ပေးမယ်လို့ဆိုကပြည်ကိုထွက်သွားပါတယ်လက်ကောက်ပေါင်ပြီးငွေနဲ့ရဲစခန်းမှာဆိုင်ငယ်ရွေးမယ်ပြူတော့မှမင်းခန့်ထုံကထုတ်ပြောလာပါတယ်ဆိုင်ငယ်ကရဲစခန်းမှာမဟုတ်ဘူးဆိုင်ငယ်ပွဲစားစီမှာ15ချက်တိုးနဲ့ပေါင်ထားတာဘာနုနုအကြီးကျယ်စိတ်ဆင်းရဲမိပါတယ်နေပါလို့အဲ့ပွဲစားစီတွားပေါင်ရတာလေ15ချက်တိုးကနေလားဟမ်ငါ့ကိုပြောနေ3ဖြိုးပြတာ330နီးပါးနော်ငါတို့သားမီအေးဆေးနေပြီးတော့ချွေတာစားခဲ့ကြတာပါဟာနင်ငါတို့ဒုက္ခပေးလို့မဝသေးဘူးလားအဲ့ဒီပတ်စံနင်းပါသာရှာငါဘယ်ရရှာရမှာလဲဘဲသိမလဲနင်းပါသာရှာခြင်းနဲ့နေရရှာနင်းအမေနင်းတော်နဲ့နင်းအမရစီတွားမတောင်းရဲဘူးလားငါ့ကိုရိုက်ဖို့ကြတက်ပြီးပတ်စံကြရအောင်မရှာတတ်ဘူးဟာနင်းကိုသူတို့ကရိုက်ခိုင်းတာဟာသူတို့ကနှိမ့်ဆက်ခိုင်းတာအဲ့ဒါကြောင့်ငါရိုက်နေနှိမ့်ဆက်နေရတာအိုးနုနုဆုံးအားမိတဲ့အထိပြောစရာစကားမရှိတော့လောက်အံ့ဩမိပါတယ်လူမဆန်လိုက်ကြတာနင်းအမေနင်းတော်နဲ့နင်းအမတွေကဘာတွေမလို့လဲဟမ်သူတို့ခိုင်းတာလောက်ရအောင်ငါအမနင်းထက်တာတယ်ငါအမမှာနှထောင်းနဲ့လက်စွပ်နဲ့ရွှေရှိသေးတယ်နင်းမှာဘာရွှေရှိလဲငါအမအပြူနင်းကအုပ်ဘယ်နေရာမှလာမရှင်နဲ့နုနုနှက်ခမ်းနေမေးပလိုက်ပါတယ်နာတတ်နေလိုက်တာများသူ့ဘက်ထီတော့အနာပေါ်ထုတ်ကြတယ်လို့နာလိုက်တာမှဆက်ဆက်ခါပါတယ်မင်းခန့်ထုံကဆက်ပြောတယ်နင်းမှတ်ထားမှာနင်းအမေဆွဲကြိုးငကလက်စွပ်တွေကုန်ငါအမေငါတော့ငါအမတို့နဲ့လိုက်ဖက်တာပြီးတော့ငါပြောလိုက်မယ်နင်ငါ့ကိုကြွားခြင်းရင်ငါအမအတွက်နင်းရဲ့အချုပ်ဆက်နှလုံးရဲ့ငါမိဘတွေအတွက်နင်တို့ပိုင်နဲ့လဲနေဧကရဲ့ပေးရမယ်ငါတော့ကနင်တို့အိမ်ရောခြံရောဝတ်တီရောအကုန်လိုချင်တာဟာနောက်ပြီးငါအတွက်ဆိုင်ငယ်လဲပေးရမယ်အေးအဲ့ဒါဆိုရင်ငါနင့်ကိုကြွားပေးမယ်ကောင်မနုနုကသူများပစ္စည်းတွေကိုလိုချင်လောဘနဲ့တက်မှတ်နေလိုက်တာများယွန်စရာကောင်းလိုက်တာဟဲ့အရှက်လည်းမရှိဘူးအရှက်တရားဆိုတာဘာလဲရောနင်သိလားဟေ့မင်းခန့်ထော်ငါရွှေတွေကအကုန်နေဖြုံးလို့ကုန်တာနော်နေအမငါရွှေတွေနဲ့ငါပြိုစင်ဘွားနဲ့ရှင်ဘာတမှုမှမရှိဘူးနေအမလက်စွပ်နဲ့နှထောင်းကငါဟန်ချင်းတစ်ခုစာဖို့တော့မရှိဘူးအမနာတိုင်နေပါမင်းခန့်ထုံရဲ့ငါတို့သားမီးကိုမစော်ကားခြင်းသမ်းမနဲ့လို့ပြောလိုက်ပါတယ်ကောင်မလူဘာဝလို့လူဘာဝတာနင်းလေးအကောင်ရဲ့မင်းခန့်ထုံကနုနုကိုပါးရိနာရီထားချပါတယ်ယောက်ျားနဲ့မိန်းမအားမို့နုနုလှိမ့်ခံနေရပါတယ်နုနုငိုရေးတာရေစက်ဆိုးတွေအမြန်ကုန်မှုဆူတောင်းမိပါတော့တယ်မင်းခန့်ထုံရဲ့ဆိုင်ကယ်ကိုဒေါ်စန်းစန်းမြင့်ကပြန်ရွေးပေးပါတယ်စကားပုံရိုင်းနဲ့နိုင်ရရင်တော့ကျေးဇူးမတင်ဖင်လန်ပြားဆိုတဲ့စကားအတိုင်းမင်းခန့်တော်ဖေဦးဝင်းကဒေါ်စန်းစန်းမြင့်ကို3သိန်းဆိုတာပတ်စံမဟုတ်ဘူးဆိုင်ငယ်ပြန်ရေးပေးတာလောက်ကိုကျေးဇူးမတင်နိုင်ဘူးလို့ပြောပါသေးတယ်ဒေါ်စန်းစန်းမြင့်ကလည်းကျေးဇူးအတင်မခံညင်မအောင်တမတ်ဖြစ်နေလို့ကိစ္စဟောကိုတမီးဖြစ်သူရဲ့မျက်နှာကြောင့်လိုက်ဖြည့်ရှင်းပေးနေရခြင်းပဲဖြစ်ပါတယ်ဒေါ်စန်းစန်းမြင့်ကမင်းခန့်တော်ရေငါမင်းကိုဆိုင်ငယ်ပြန်ရွေးပေးလိုက်ပြီအလကားတော့မဟုတ်ဘူးနော်ဝတ်တီကိုအပေါင်ထားပြီးဆိုင်ငယ်ရွေးတယ်လို့သဘောထားနုနုကကျေးဇူးတင်တော်ညာလေမင်းခန့်တော်ကကျေးဇူးမတင်ဝတ်တီကိုအပေါင်ထားတဲ့သဘောထားဆိုတဲ့စကားကြောင့်မင်းခန့်တော်ကနုနုကိုပြောလာပါတယ်နုနုနေဒီနေ့ကစပြီးအဲ့ဝတ်တီကိုအစာလဲကျွေးစရာမလိုရေးလဲထိုးပေးစရာမလိုကြည့်စရာလည်းမလိုတော့အဲ့တောင်ကိုအပေါင်ယူထားတဲ့နင့်အမေကလောက်ရမှာမင်းခန့်တော်ကအဲ့လိုရုပ်ကမ်းပါတယ်နုနုကအဲ့ဝတ်နှစ်ကောင်ဘသူကအရင်ကြီးထုတ်ဝယ်ပေးထားတာလေ
အဲ့ဒီအရင်နေ့ကနေအမေကိုပြန်ဆက်ပြီးပြီလားတကယ်ဆိုအိုင်ဝက်တွေကအစကတည်းကအမေပိုင်တာနော်နေပမာပေါင်လို့ရမလဲလိုက်ပေါင်ကြည့်အောင်ပေါင်လို့ရရင်တော့2သိန်းမရအောင်နေကျေးဇူးတရားကိုမသိရင်မစော့ကားနဲ့အေးလေလူဆိုတာလဲကျေးဇူးရှိမှကြီးစွတ်တာ哦နုနုအမှန်နေပြောတိုင်းမင်းခန့်ထုံကရိုင်းနှက်ပါတယ်လက်သီးနဲ့ထိုးတယ်အနှိမ့်ဆက်ခံရတဲ့အခါနုနုစကားတွေမှားနေသလားလို့နုနုပြန်တွေးကြည့်မိတယ်မှားတာမရှိပါဘူးကြတော့နုနုအမှန်ပြောဖို့တော့မွေမြေကြောင်းရွံ့လာမိပါတယ်မင်းခန့်ထုံရိုးရရဆိုင်ကယ်နဲ့လေးလာတဲ့တရုတ်ဆိုင်ကယ်ဘေးကြီးကမီးဟိုးတွေထွက်ပြီးတော့ညှော်နေပါတယ်နုနုကကြည့်ပြီးတော့ဝမ်းသာသွားတယ်အကောင်နဲ့မတန်အစုံနဲ့သာတန်တဲ့လူကစုပ်ပြက်နေတဲ့အရာတွေသာရသင့်ပါတယ်စေနာတွေအကျိုးပေးတာလို့သာနုနုတွေးလိုက်မိတယ်အကောင်အောင်စင်တာလက်မခံပဲအစုပ်အပြက်ကိုကိုယ်တိုင်ရွေးချယ်ခဲ့တာ哦ဆိုင်ငယ်အင်ဂျင်ခွဲရမှာနေမိနကကိုပေါင်ပြီး9,000ချီမပေါင်လိုက်ရောင်းလိုက်ဟာအဓိကပတ်စံရဖို့ပဲငါပြန်ဆက်မယ်နုနုကရည်ပါတယ်ပြန်ဆက်မတယ်လားပြောရတဲ့ပါဇက်ရွှေချထားကြမှာငါအမေဝယ်ပေးထားတဲ့ဆိုင်က12သိန်းနဲ့ရိုးရပိန်အကောင်းစားနော်10နှစ်ဆက်မိုးစင်းတော့ ACC လို့ရတယ်မိခိုးလည်းမထွက်ဘူးနင်ကငါ့ကိုရောဆိုင်ငယ်ပိုင်ရှင်ငါအမေကိုရောဘသူ့ကိုမှမတိုင်မိမဲလှုပ်ချင်တာလှုပ်ပြီးဆိုင်ငယ်အစုံနဲ့လေတုံးဖြိုးပစ်တာလေငါ့ကိုရောအမေကိုရောအိုက်ဆိုင်ငယ်ဘိုးဆိုပြီး1400ပြက်ဆက်ဘူးတာရှိလို့လားနင်ငါစီကိုရောက်လာကြတဲ့ကဘာအလုံးမမလုပ်တဲ့ပြင်ငါ့ကိုပဲရိုင်းနှက်နေရလေခု9000ကတော့နင်းမသာရှာပြီးတော့ငါအမေကိုထပ်ပြီးဒုက္ခမပေးနိုင်တော့နုနုကပြောစရာရှိတာပြောပြီးဘာသီးဘာသာနေလိုက်ပါတယ်တိတ်မကြခင်မင်းခန့်ထုံအိမ်ကနေထွက်သွားပါတယ်နုနုလည်းခယူးမဆိုင်ပါသွားချင်တဲ့နေရာသွားဒီလိုအကောင်မျိုးတော့ခလုံးမထီစူးမကြီးဖို့မဟုတ်ပဲခလုတ်တိုက်ပြီးစူးကြုံကြလို့ဘဝကူးစေချင်ပါတယ်တညာလုံးမင်းခန့်ထုံပြန်မလာပါဘူးသူမရှိတဲ့ညကနုနုအတွက်တော့နှိမ့်ပတ်ပုံမှာနုနုအေးဆေးသက်သာအိတ်လို့ရပါတယ်ဒါပေမဲ့မနဲ့မိုးလင်းတာနဲ့ပြဿနာကအင်းကိုလာရှာပါတယ်လူကြီး3ယောက်ပဲဖြစ်ပါတယ်နုနုထွက်တွေ့တော့အိုက်လူကြီး3ယောက်ကနေ့ယောက်ကြာစေမီထူးကျောင်းသားမှာဖုံနဲ့ပရိသာပင်တသိန်းခိုးသွားတယ်နုနုရင်ဘက်ကိုဖိလျက်ဖျားတားမိပါတယ်ညနေရောက်တော့နုနုကစေမီထူးကျောင်းကိုလိုက်သွားကဆရာတော်ဖျားနဲ့တွေ့ပါတယ်အဲ့ဒီကျောင်းကအလူရှင်ဓာရိကာမတွေကနုနုကိုစိတ်ဆိုးမှန်ဆိုကြည့်ကြပါတယ်နုနုကိုကျောင်းကပရိသာပင်ငွေတွေနေ့ယောက်ကြာခိုးတာရုံးနဲ့ရက်ွက်မှာစင်းရှင်းနေပြီနေ့ယောက်ကြာလို့အမိတက်လိုက်တော့နုနုအိုက်လူကိုမျက်နှာငယ်နဲ့လှမ်းကြည့်လိုက်မိပါတယ်သူလည်းတခိုးမရတခိုးအစ်စ်မေကြည်အောင်စုပ်ပြတ်မွဲတေးနေတာပဲမြမြသေးအေးရောအေးဟဲ့ဖျားပစ္စည်းတော်မထခိုးဝက်စားရဲကြတယ်နုနုမျက်နှာခေါင်းငုံ၍သာမျက်ရည်ကျမိပါတယ်တသက်လုံးဘဝအေးစစ်စစ်နေလာခဲ့တဲ့နုနုမင်းခန့်တော်ဆိုတဲ့ယောက်ျားနဲ့ပတ်သက်ပြီးမှသာအကြည်သိခါကြားရပါတော့တယ်နုနုကိုရုံးနဲ့ရက်ွက်ဥက္ကဋ္ဌလှမ်းခေါ်ပါတယ်နုနုစပိန်လေးနဲ့လာရပါတယ်ရက်ွက်ရုံကိုရောက်တော့မင်းခန့်တော်ကိုတွေ့ပါတယ်ဥက္ကဋ္ဌဟာစင်မီထူးအကြောင်းသားကိုလင်မယားနှစ်ယောက်လုံးမတော်ဘူးခြေမချဖို့တတိပေးပါတယ်စင်မီထူးအကြောင်းသားကိုလင်ရောမယားရောခြေမချမိစေနဲ့အဲဒီနောက်နုနုကိုတခိုးမရဖြစ်ကြောင်းဝန်ခံချက်မှလက်မှတ်ထိုးခိုင်းပါတယ်နုနုဥက္ကဋ္ဌကိုမမော့ကလေးကြည့်ရင်မျက်ရည်ဝယ်ရတယ်နုနုလက်မှတ်မထိုးကြမှာဘူးနုနုမျက်ရည်ကျလာတယ်နုနုစီရေးဦးကျော်ကျော်ကိုထမ်းမှတစ်ခါဥက္ကဋ္ဌထမ်းမှတစ်ခါလက်မှတ်နှစ်ခါရေးထိုးလိုက်ရပါတယ်အိမ်ပြန်လန်းကငရဲမီးမြိုက်တယ်လို့တမြင့်မြင့်ပူလောင်နေပါတယ်မင်းခန့်ထုံနဲ့အတူပြန်လာရတဲ့ပရင်းနန်းလန်းရဲ့ညာဘက်မြင်ကွင်းကငရဲတွင်းတစ်ခုလိုနုနုခံစားနေရပါတယ်နုနုကငိုရင်တခိုးမရဆိုတာငါလားငါတခိုးမရဖြစ်နေပြီပေါ့နင်းကြောင့်ငါတခိုးမရဖြစ်နေတာအခုချက်ချင်းကွာရှမ်းစာချုပ်ဝယ်ပြီးလက်မှတ်ထိုးရအောင်လို့ပြောလိုက်ပါတယ်မင်းခန့်ထုံကစူးစူးဝါကြည့်ရင်ပါကိုဖြတ်ခနဲချပါတယ်နုနုလည်းထွက်သွားပါတယ်ဘာပြောတာလဲငါအကြောင်းဟုတ်လားဟက်ကောင်မပြန်ပြောစမ်းမင်းခန့်ထုံကနုနုရဲ့မျက်နှာကိုအကြမ်းပရမ်းကန်ကထပ်ပြောခိုင်းပါတယ်နုနုကငြိမ်နေတော့ရင်ဝါကိုလက်သိနဲ့ထိုးပါတယ်နုနုရင်ဘက်တစ်ခုလုံးအတွင်းကလေးစာတွေပြုတ်ထွက်မတတ်အစမတန်နာကျင်ရတာကိုခံစားလိုက်ရပါတယ်မင်းခန့်ထုံကပါးရီကိုဘဲပြန်ညာပြန်ချပါတယ်နုနုကမင်းခန့်ထုံကိုစောင့်တုံးကပြေးလာပါတယ်အဲဒီအခါမင်းခန့်ထုံကစပိန်နဲ့နုနုကိုလိုက်တိုက်ပါတယ်နုနုအိမ်ကိုတအားပြေးလိုက်ရင်ဒေါ်စန်းစန်းမျက်စီကိုပြေးဝင်မိပါတယ်အမေသမီးအလားကိုမြင်ချင်ရင်မင်းခန့်ထုံနဲ့ဆက်ပေါင်းခိုင်းပါအဲ့လိုမှမဟုတ်ရင်တော့မနဲ့ရောက်တာနဲ့သူ့နဲ့သမီးယူတော့ကသူ့မှာပါလာတဲ့ပစိုးတကွင်းအင်ကြီးအစုပ်3နှစ်ကိုထုတ်ပြီးအင်ဂျင်စင်ကသူ့အမေဒေါ်မီတန်းစီပို့လိုက်ပါသမီးတခိုးမရအဖြစ်မခံနိုင်တော့အမေတခုလက်ပဲလုံးမေယောက်ျားယူတာအားကိုးချင်လို့ခုလိုဘွားပြက်ချင်လို့မဟုတ်ဘူးနုနုကမျက်ရည်များနာကြီးချက်တွေနဲ့ပြောလိုက်ပါတယ်နာရပေါင်းများပါပြီရင်ဘတ်ထဲရဒဏ်ရာတွေကိုခွဲပြချင်မိတယ်နုနုရင်ဘတ်တစ်ခုလုံးစုပ်ပြက်ကြေမွှနေပါပြီနုနုဒီဝေကျွေးဆိုကကင်လို့ပြားစီတော့မင်းခန့်ထုံကနုနုကိုဒေါ်စန်းစန်းမြင့်အိမ်မှာလာရှာပါတယ်ဒေါ်စန်းစန်းမြင့်ကနုနုကိုအိမ်ထဲမှာထားပါတယ်မင်းခန့်ထုံနဲ့တွေ့မပြီးမင်းခန့်ထုံကနုနုဘဲမလဲဟဲ့နုနုထွက်လာခဲ့ဒေါ်စန်းစန်းမြင့်ကအိမ်ထဲကိုအဝင်မခံမီ
မင်းဖုန်းကြောင်းအဖုန်းနေပရိသတ်ပင်းနေခိုးလို့ဆိုခုငါသမီးကမင်းကိုမပေါင်းနိုင်တော့ဘူးတဲ့ငါလည်းငါသမီးကိုတခုမရတော့အဖြစ်မခံနိုင်ဘူးပတ်စံတပြားမှမရှာနိုင်တဲ့ပြင်ဖျားပစ္စည်းပါခိုးရတယ်လို့ဟဲ့မင်းခန့်တော်ကဒေါ်ဆန်းဆန်းမြင့်ကိုကြမ်းကြုတ်စွာကြည့်ပါတယ်ပတ်စံနဲ့ခမရတို့ဒီပတ်စံကြောင့်အရန်ပြောတယ်နော်ခမရတို့သားမျိုးကျုပ်တနေ့ပတ်စံနဲ့မျက်နှာတွေကိုပေါက်ပြီးအသေးသက်ပြမယ်ဒေါ်ဆန်းဆန်းမြင့်ကမဲပလိုက်ပါတယ်အေးပါမင်းခန့်ထွန်းရဲ့မင်းငါတို့ပတ်စံနဲ့ပေါက်ပြီးမသက်ခင်330လောက်အရင်ရှာပြီးရွှေလေးချိန်တိုင်းပြန်ပေးနိုင်အောင်စ조사အောင်ငါအကျွေးလေးတွေဆက်နိုင်တဲ့အခါကျမှပေါက်ပေါ့ငါတို့ဘောရိုင်းဆိုင်ရုံးမှာကောက်ကျစ်နေသမျှတော့မင်းဘရောမှမကောင်းစားဘူးဒေါ်ဆန်းဆန်းမြင့်ကနုနုစကားအတိုင်းမနဲ့ရောက်တော့နုနုကိုခေါ်ကမင်းခန့်ထွန်းရဲ့ပစိုးတကွင်းနဲ့အင်ကြီးအစုပ်3နဲ့ကိုယူကအင်းကြီးစင်ကဒေါ်မေတန်းစီသွားပေးလိုက်ပါတယ်ဒေါ်မေတန်းကအဝေးထုတ်လာပေးတာတော့ဟုတ်ပါပြီပစ္စည်းတွေရရောဘလို့ခွဲပေးမှလဲနုနုကတန်တော်ဖြစ်ရပါတယ်ဒေါ်မေတန်းကိုထူးထူးဆန်းဆန်းကြည့်ပြီးဒီမှာအန်တီမေတန်းမင်းခန့်တို့ကျမကိုယူတော့ကသူ့မှာပါလာတာဆိုလို့ဟိုဟာတစ်ချောင်းနဲ့အဲ့အဝတ်စုပ်တွေပဲရှိတယ်ဒါနဲ့မြာဘသူပစ္စည်းတွေကိုခွဲလို့ချင်နေရတာလေအနိတာမင်းခန့်တို့နဲ့ကျမနုနုခင်မှာဘာလက်ထပ်ပွားပစ္စည်းမှမရှိဘူးကျမမေကိုပေးရမယ်အကျွေးတွေပဲရှိတယ်နုနုကမင်းခန့်တို့ဖြုံခဲ့တဲ့ပတ်စံနဲ့ရွှေပစ္စည်းတွေကိုအတိအကျချပြပြီးဒေါ်စန်းစန်းမြင့်ကိုပေးရမယ့်အကျွေးကိုတွက်ပြလိုက်တဲ့အခါ390ပင်ကျော်နေပါတယ်အဲ့ဒီအခါဒေါ်မေတန်းမျက်စိမျက်နှာပြက်ပြီးအသက်မြင့်မထွက်နိုင်တော့ပါဘူးနုနုကအနီမေတန်းရှင်းမရလားရှင်အနိတာနဲ့ကျမမှာလင်မယားပိုက်ဆိုင်မှုကပစ္စည်းတော့မရှိဘူးအကျွေးတွေပဲရှိတယ်လို့ဆိုကအိမ်ပြန်လာခဲ့ကြပါတယ်နောက်တနေ့နေ့လယ်12နာရီလောက်မှာဒေါ်စန်းစန်းမြင့်အိမ်မှာမရှိပါဘူးနုနုတယောက်တည်းသာရှိနေပါတယ်အဲ့ဒီအချိန်မင်းခန့်တော်ရောက်ချလာပါတယ်ဒီညငါအိမ်ပြန်လာမယ်နုနုပြန်လာကြမလို့တော့မင်းခန့်တော်နေအဝေးထုတ်လဲနေမေစီပိုးခဲ့ပြီးငါနေနဲ့ဆက်မပေါင်းနိုင်တော့ဘူးငါ့ကိုကွာရှင်းပြီးတော့ကွာရှင်းမပေးနိုင်ဘူးကောင်မမင်းခန့်တော်ကနုနုကိုလက်သေးနဲ့ထိုးပါတယ်နုနုနှက်ခမ်းတွေပေါက်ကုန်ပါတယ်ပြီးရင်နောက်မင်းခန့်တော်ကကတ်ကြေးယူပြီးတော့နုနုရဲ့စပင်းတွေကိုထိုးညက်ပစ်မယ်လို့ပြောပါတယ်နုနုကအတင်ယုံတော့စပင်းတွေကိုစောင့်ဆွဲကတိုင်တဲ့ကောင်းအောင်စောင့်ပစ်ပါတယ်နုနုကိုစပင်းကနေအိမ်ကျန်းပြမှာတရိုးတိုက်ဆွဲပြီးဂရင်မော်စောင့်တုံးကလေဘင်းကိုညှစ်ထားပါတယ်ပြီးတော့အပေါ်ကနေတေစမ်းလို့ပြောပါတယ်နုနုအသက်ရှူများတဲ့အထိမွန်းလာကမင်းခန့်တော်ကိုအားကုန်သုံးပြီးတော့တွန်းထုတ်ပစ်မိပါတယ်နုနုချောင်းများဆိုတော့ရေပြေးတောက်ရပါတယ်ရေပင်မတောက်နိုင်တော့တဲ့အထိနာကျင်လွန်းတာကြောင့်ထိုင်ရည်သာငိုမိပါတော့တယ်ဝကြွေးတွေမကုံနိုင်သေးဘူးလားတောင်းမှန်ပါတယ်မင်းခန့်ထွန်းရဲ့နင်ငါ့ကိုထပ်ပြီးဒုက္ခမပေးပါနဲ့တော့နုနုငိုယိုပြီးတော့တောင်းမှန်မိပါတယ်မင်းခန့်ထွန်းကအိမ်ပေါ်မှာထားတဲ့နုနုရဲ့စပင်းကိုခိုးထုတ်ဖို့လုပ်ပါတယ်စပင်းကိုအိမ်အောင်ချနေတော့မင်းခန့်ထွန်းအိမ်ပြင်ရောက်တော့နုနုကပြေးထားကတကားတွေကိုအိမ်ထဲကနေပိတ်ပလိုက်ပါတယ်နုနုတကားတွေကိုအကုန်ပိတ်ပြီးအိမ်ထဲမှာထိုင်ကြကငိုကြွေးမိပါတယ်မင်းခန့်ထွန်းကအိမ်ပြင်ကနေတကားတွေကိုဝုန်းကနေထူးရိုက်နေပါတယ်ကောင်မတကားခွင့်စံငါတကားဖြတ်ပလိုက်မှာနော်ဟဲ့ကောင်ငါအိမ်တကားတန်မိုးကနင့်အိမ်တန်မိုးလောက်ရှိတယ်နော်ဖြက်စီးရရင်ဖြက်စီးကြည့်လိုက်စမ်းငါအိမ်ကဝါထရံကားထားတဲ့အိမ်မဟုတ်ဘူးခွေးကောင်ငါဘွားတစ်ခုလုံးဖြက်စီးရတာအားမရလို့ငါအမေရဲ့ရွှေငွေပါမကြံတုံးဖြုံပြီးခုငါအမေအိမ်ကဖြက်စီးရအောင်နင်အဲ့လောက်အောက်တန်းမကြနဲ့နုနုအော်ဟေးပြောလိုက်ပါတယ်မင်းခန့်တော်ကဒေါသနဲ့တကားကိုဝုန်းကနေရိုက်ပါတယ်မိမတယောက်ညှဉ်းပန်းနှိပ်စက်ခံနေရတာကိုပဝင်းညံအမှုမဲ့အမှတ်မဲ့ထားပါတယ်ဘသူမှမကူညီကြမတားကြတော့ဘူးလားလို့နုနုတွေ့ရင်ရှိုက်ငယ်ငိုကြွေးမိပါတော့တယ်ဟဲမင်းခန့်တော်နင်ငါ့ရဲ့ရှိမှာဘာလာလုပ်နေရလဲငါ့ရုံလာဖြက်စီးနေရလားဒေါ်စန်းစန်းမြင့်ပြန်ရောက်လာမှမင်းခန့်တော်အိမ်တကားရှိရာဖယ်သွားပါတယ်သမီးရေနုနုအဲ့ခါမှနုနုတကားကိုဖွင့်ကဒေါ်စန်းစန်းမြင့်ကိုဖတ်ပြီးငိုကြွေးနေမိပါတယ်နုနုကအရိုက်ခံထားရတဲ့ဒဏ်ရာတွေကိုပြတော့ဒေါ်စန်းစန်းမြင့်ယူကျုံမရဖြစ်ရပါတယ်ဒေါ်စန်းစန်းမြင့်ကသမီးဖြစ်သူကိုဖတ်ခါမျက်ရည်ကျနေပါတယ်ဟဲ့မင်းခန့်ထိုးမင်းရုံးမှရက်ဆက်လိုက်လားငါသမီးလေးကိုဟဲနင်တို့မိသားစုပေါ့ तू ကဘာတွေအမားလုံးမိလို့မတရားလာနှိမ့်ဆက်နေရတာလေဒေါ်စန်းစန်းမြင့်ရဲ့ရင်ခွင်ထဲမှာနုနုကရှန့်ငင်လျက်တုံရင်နေပါတယ်သွားငါတို့စီမှာအလုံးမလုံးပဲတုံဖြုံးနေတယ်လို့မျိုးမင်းမေအိမ်မှာသွားလို့သွားပြန်နေမင်းကငါသမီးကိုတကယ်ချစ်လို့ယူထားတာမှမဟုတ်တာမင်းကလည်းမှားသေးတယ်မင်းကပဲရန်စားတယ်ငါသမီးကမှန်တာပြောရင်ထထရိုက်နေတာသွားမင်းရင်မင်းမြန်မင်းမပြန်ရင်ဒီအိမ်ဒီချန်ကငါဆိုတဲ့စစမြင့်ပိုင်တာနော်မင်းကိုပိုင်တဲ့ကျွလို့မှုနဲ့တရားဆွဲလိုက်လို့ရတယ်မင်းခန့်တော်ကအဲ့လိုပြောမှပြန်သွားပါတယ်အဲ့နောက်ပိုင်းမင်းခန့်တော်ပြောင်းနေပြီးသတင်းကြိုးလာမှတော့ဒေါ်စန်းမြင့်ဆိုင်ကကိုဘယ်သူမှမသိအောင်လို့ခိုးသွားပါတယ်စီးသွားတာကိုမြင်တဲ့သူကမြင်တော့နုနုမင်းခန့်တော်စီဖုန်းလန်းဆက်လိုက်ပါတယ်မကိုင်နုနုတခြားဖုန်းကနဲ့ထက်ခေါ်မှဖုန်းကင်တဲ့သူကထွေးရည်တန်ဖြစ်နေပါတယ်မင်းခန့်တော်ကိုထွေးရည်ဖွက်ထားတာပဲလို့နုနုတွေးမိလိုက်ပါတယ်နုနုနဲ့ဒေါ်စန်းမြင့်တို့အင်းကြီးစီအောင်လိုက်သွားတော့ထွေးရည်နဲ့တွေ့ပါတယ်ဆိုင်ငယ်ကိစ္စမေးရင်မင်းခန့်တော်နဲ့ကြွားရှင်းဖို့ပြောတော့ထွေးရည်မင်းခန့်တော်ကိုဖွက်ထားပါတယ်ဒေါ်စန်းမြင့်အရင်ပြန်သွားပြီးနုနုတယောက်တည်းမင်းခန့်တော်ပေါ်လာမဲ့ချိန်ကိုစောင့်ကြံနေလိုက်ပါတယ်ည7 နာရီထိပေါ်မလာမှနုနုစပိန်နဲ့ပြန်လာခဲ့ပါတယ်
မင်းတဲ့ကျွန်းကျောင်းရှိရောက်တော့မင်းခန့်ထွန်းနဲ့တွေ့ပါတယ်မင်းခန့်ထွန်းကငါ့တော်ကပြောတယ်နင်တို့ဆရာပစ္စည်းတစ်ဝက်မရရင်ကွာရှင်းမပေးနဲ့တဲ့အောက်တန်းစားနုနုမင်းခန့်ထွန်းအနားနေတွန်းထုတ်ကစပိန်ဒုံနေမိအိမ်ပြန်လာပါတယ်နုနုကြာနီကန်ကိုပြန်ရောက်တော့ညာရင်းချင်းရက်ွက်ဥက္ကဋ္ဌစီသွားပြီးမနေ့ပြန်မင်းခန့်ထွန်းတို့ရက်ွက်ရုံစီခေါ်ဆောင်ပေးဖို့အကူအညီတွားတောင်းလိုက်ပါတယ်မနေ့ရောက်တော့မင်းခန့်ထွန်းနဲ့သူ့ဖေဦးရင်းကိုတို့ကြာနီကန်ရုံးကိုရောက်လာကြပါတယ်နုနုကမင်းခန့်ထွန်းနဲ့ဆက်မပေါင်းနိုင်တော့ကြောင်းကွာရှင်းညင်ညောင်းတင်များတော့ဥက္ကဋ္ဌ6လထပ်ပေါင်းဖို့ပြောပါတယ်နုနုကကျမအမေမှာအိမ်နဲ့ခြံနေပဲရှိတော့ပါတယ်အဲဒီ6လပေါင်းနေစဉ်ဥက္ကဋ္ဌရဲ့အိမ်မှာအရင်ခေါ်ထားကြည့်ပါကျမသူ့ကိုတစ်နှစ်လောက်ပေါင်းလာတာခုဖြစ်နေတဲ့ကျမရဲ့အခြေအနေကိုဥက္ကဋ္ဌကြီးကြည့်ပါကျမမင်းခန့်ထွန်းလုံးဝပြန်မပေါင်းနိုင်တော့ပါဘူးဥက္ကဋ္ဌကြီးနုနုကစကားကုန်ပြောပြီးကွာရှင်းဖို့ပြောပါတယ်မင်းခန့်ထွန်းကလုံးဝကွာရှင်းမပြီးပဲတာဖာနှစ်ယောက်ဆိုင်ကနဲ့ကြာနေကန်ရုံကနေခွေပြေးဝက်ပြေးထွက်ပြေးပါတယ်ပြီးရဲ့နောက်မင်းခန့်ထွန်းကအင်ဂျင်စင်မှာနုနုစီဖုန်းလက်ဆက်ကငါတော့တောင်းနေနင်တို့ပစ္စည်းတစ်ဝက်ပေးရင်ကွာရှင်းပေးမယ်လို့ပြောပါတယ်နုနုကတစိုးတစည်းတောင်မပေးနိုင်ဘူးလို့ရတိပြတ်ပြောလိုက်ပါတယ်အဲဒီနောက်ပိုင်းနုနုနဲ့မင်းခန့်ထွန်းတို့ထပ်မတွေ့တော့ပါဘူးနုနုဘဝလေးလည်းအေးအေးချမ်းချမ်းရှိလာပါတယ်တောကပူတွေကင်းဝေးလာပြီးစိတ်ချမ်းသာလာတော့လူလဲကျမ်းမာရေးကောင်းလာပါတယ်ဒေါ်စစန်းမြတ်နုနုကိုဆွဲကြိုးနဲ့ငကက်လေးပြန်ဆင်ပေးပါတယ်နုနုကမင်းခန့်ထွန်းကြောင့်ပြုတ်ခဲ့တဲ့အမေဖြစ်သူဆင်ပေးတဲ့ရွှေတွေကိုနှစ်မျိုးတသားဖြစ်မိပါတယ်အဲ့ဒီဆွဲကြိုးနဲ့ငကက်ပြန်ဆင်ပြီးမကြကစုံလောက်ကိုနွေရသည်မှာမင်းခန့်ထွန်းရဲ့အကိုအောင်ဖြူကနုနုစီဖုန်းဆက်လာပါတယ်နေဝစ်ထားတဲ့ဆွဲကြိုးနဲ့ငကက်ကငါညီပိုင်တာနော်ထောင်နဲ့မြောက်ကြလုံမနေနဲ့အချိန်တိုင်းငါညီမစီအကုန်ရောက်မှာနုနုကနေစမ်းမအောင်နေရငါ့အမေငါ့ကိုဆင်ပေးထားတာတွေကိုလာပြီးနင်းညီပိုင်လို့ပြောရအောင်နင်းညီကငါ့ကိုလှုပ်ကြွေးခဲ့တာဘာတပြားတစ်ချက်ရှိလို့လဲသူလှုပ်စာသားမရှိတာငါ့ကိုကြအမြဲရိုင်းနဲ့နှိပ်စက်နေတာအဲ့လိုအကောင်ကငါ့မေရဲ့ပစ္စည်းဘာကိစ္စပိုင်ရမှာလဲငါတို့ညီကိုအိမ်မှာဘာလုံးမှမခိုင်းဘူးနင်တို့ကအလုပ်ခိုင်းမှတော့ရိုက်တာနှက်တာစမ်းလာအေးနင်သိဖို့ကမရပစ္စည်းလင်ရပိုင်နေဒီတော့နင်တို့ပစ္စည်းအကုန်ငါတို့ပိုင်နေဒေါ်ဆဆန်းမြင့်ကနုနုလက်ထဲကနေဖုံးအောင်ဆွဲယူကမင်းကြီးနဲ့ငါသမီးဘာမှမဆိုင်တော့ဒီဘဝဘရောမှထမပတ်သက်စီရအောင်မင်းတေချာမှတ်ထားနုနုနဲ့မင်းခန့်ထွန်းတို့တရားရင်မကွာသေးရပေမဲ့တပွဲလေးပြားစီရှိနေတာကြာရွယ်ဖြစ်ပါတယ်နုနုခမကွာရှင်းလက်မှတ်လည်းမရပဲလင်ငေါတုတ်နဲ့အိမ်ကျဲချုပ်ကြနေရတယ်လို့ပါဒီကြားထဲလေကြိုကြားနုနုစီကိုထွေးရဖုံးဆက်ပြီးမကွာရှင်းရသေးတော့လင်မယားရမြောက်သေးတော့အကြောင်းပြချက်နဲ့ပစ္စည်းပိုင်ဆိုင်မှုကိုချိန်ချောက်တောင်းတာမျိုးခဏရှိပါတယ်အဲဒီအခါနုနုကမင်းခန့်တို့နှိပ်စက်ခဲ့တဲ့အကြောင်းအရာတွေနဲ့တုံပြုံးခဲ့တဲ့ရှင်ငွေကိစ္စတွေအပြင်အိမ်နောက်ကျစဉ်ကလေးကလက်ရှိအချိန်ထိအဖြစ်အပျက်တွေကိုပါမချွေးမချန်စာစီစာရိုက်ထုတ်ခါတရားရုံးကိုတက်ခဲ့ပါတယ်မင်းခန့်တော်ကတရားရုံးမတက်ပါဘူးထွေးရီကတူကိုပုံခိုင်းထားပါတယ်မင်းခန့်တော်တရားရုံးကိုရောက်မလာလဲနုနုကလက်မလျှော့ခဲ့ပါဘူးတရားသူကြီးကနုနုတင်ပြတဲ့စာတမ်းနဲ့မလုံလောက်လို့ဆိုကတိကျတဲ့တပ်တွေကိုယူလာခိုင်းပါတယ်နုနုတပ်တွေကံဖြစ်ဘသူ့ကိုခေါ်မှန်းမသိပါဘူးပတ်ဝန်းကျင်ကနုနုအရိုက်ခံရတာကိုတော့တနာကျင်တာစိရှိခဲ့ကြတာမဟုတ်ပါဘူးအခုလိုတရားရုံးမှာထွက်ဆိုပေးနိုင်မှုဆိုဝေးပါတယ်နုနုတပ်တွေလိုက်ပေးနိုင်မဲ့သူကိုစူးစမ်းရှာဖွေတယ်အကူအညီလိုက်တောင်းတယ်နုနုတပ်တွေလိုက်ပေးမဲ့သူနှစ်ယောက်ရခဲ့ပါတယ်နုနုသူတို့ကိုတအားကျေးဇူးတင်မိတယ်ဒါပေမဲ့နုနုကျေးဇူးတင်မိတာမှားပါတယ်အဲ့ဒီတပ်တွေနှစ်ယောက်ကတရားရုံးမှာမဟုတ်မမှန်တွေကိုသာထွက်ဆိုခဲ့ကြပါတယ်နုနုတရားရှုံးတယ်နုနုတအားငိုရင်အဲ့လူနှစ်ယောက်ကိုဘာကြောင့်မဟုတ်မမှန်ထွက်ဆိုတယ်လဲလို့မေးမိပါတယ်အဲ့လူနှစ်ယောက်ကနုနုကိုဥပခါပြုကြပါတယ်နုနုတရားရှုံးပြီးအိမ်ပြန်လမ်းမှာခြေမခိုင်ပါဘူးခြေလန်းနေမှန်တယ်လို့ဝမ်းနေစိတ်ကြောင့်လူကမူးမိုက်လဲကျင်နေပါတယ်ဒေါ်ဆန်းဆန်းမြင့်ကနုနုနဲ့အတူတရားပဲကွာရှင်းပေးဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့အင်ဂျင်စင်ကထွေးရီနဲ့ဒေါ်မေတန်းတို့စီတွားတွေးခဲ့ပါတယ်ထွေးရီကကျမနုနုခင်နဲ့ပြန်ပေါင်းဖို့ပြောပါတယ်ဒါပေမဲ့ကျမတူဟာကိုခခသီးသီးဖြစ်နေတာကျမတူဟာတိတ်လိမ်မာတာကျမစကားတစ်ခွန်းဆိုတစ်ခွန်းပဲခုကိစ္စမှာဘလို့ပြောရမှန်းမသိတော့ပါဘူးကျမတူကနုနုခင်နဲ့မပေါင်းချင်လို့မှရှောင်နေတာဆိုတော့လေမမြင်တို့ဘက်ကကွာရှင်းခြင်းကျမတူလူပြွေပြက်ရတဲ့အတွက်လူပြွေပြက်ခပေးပါဒေါ်ဆန်းဆန်းမြင့်မျက်နှာအေးဆေးဖြစ်နေပါတယ်နုနုကခက်ချစ်ညင်မဲပါတယ်ဒေါ်ဆန်းဆန်းမြင့်ကမင်းခန့်ထွန်းအတွက်လူပြွေပြက်ကသူပြုံးသွားတဲ့ငားရဲငွေ390ကျော်နဲ့တင်ခြေလိုက်လို့ရနေပြီလေဒီတော့ကွာရှင်းစာချုပ်မှာနေတူကိုလက်မှတ်ထိုးခိုင်းလိုက်တော့ထွေးရအံ့ဩသလိုကြည့်ပြီးမှခခသတိမျက်နှာဖြစ်သွားပါတယ်ဒီလိုတော့ဘယ်ဖြစ်မလဲလင်မယားကွာရှင်းခြင်းလင်မယားပိုင်ဆိုင်မှုပစ္စည်းကိုခွဲရအောင်မယ်လေခေါ်ရပြီးမှကွာရှင်းပေးနိုင်မှာပေါ့မင်းခန့်တော်မေတော်မေတန်းအမှန်ပဲပစ္စည်းတွေကိုတယောက်တော့ခွဲပေးရမှာလေအဲဒီကနုနုကအန်နီမေတန်းရှိပစ္စည်းတွေကိုခွဲခြင်းရင်ကျမအမိပေါ်မှာတင်နေတဲ့အကျွေး390ကျော်အန်နီသားနဲ့ကျမတယောက်တော့ဆက်ရပါမယ်ဒေါ်မေတန်းမျက်နှာအစမတန်ပြက်ကအတန်တိတ်သွားပါတယ်နုနုကထွေးရီကိုတလဲကြီးကဒီမှာအန်တီထွေးရီ
မင်းခန့်တို့အတွက်လူပြိုရေးပြက်ခတောင်းနေတယ်ဆိုတော့ကျမလည်းပြန်ပြောပါအောင်မေကျမလိုမိန်းကလေးတယောက်ကိုရိုက်နှက်ပြီးအပြိုစင်ဘွားပြအောင်ဖျက်ဆီးခိုင်းတဲ့မင်းခန့်ထွန်းရဲ့မိသားစုနဲ့အနီထွေးယူကျမဘယ်လိုရော်ကြီးတောင်းလို့ရပါသလဲရော်ကြီးလို့လဲဆိုရောထွေးရီဘာသမမထွက်နိုင်တော့ပါဘူးနုနုကဆက်ပြီးအနီထွေးရီအုံနှုံနဲ့စဉ်းစားပါနော်ကျမရော်ကြီးရရင်မင်းခန့်တို့အတွက်လည်းလူပြိုရေးပြက်ခပေးပါမယ်ရိုင်းရိုင်းပြောရရင်ယောက်ျားတွေကရေဆေးလိုက်လို့ပြောင်းမိမယ်မိန်းမတွေကတော့အဲ့လိုမဟုတ်ဘူးရှင်ဒါအောင်အနီထွေးရီကလူပြိုရေးပြက်ခတောင်းရတာအရှက်မရှိရမကြဘူးလားရှင်ထွေးရီရောဒေါ်မီတန်ရောရင်ကုန်နှုတ်ပိတ်ဖြစ်ကုန်ကြပါတယ်သူတို့ခေကုန်ပြီလေဒေါ်ဆန်းဆန်းမြင့်ကနင့်တူကိုငါသမီးကကွာရှင်းခြင်းပစ္စည်းတစ်ဝက်ရမှကွာရှင်းပေးမယ်လို့နင်ကပြောတယ်ပေါ့ဟုတ်လားထွေးရီနင်ကအဲ့လိုပြောရအောင်နင့်တူငါသမီးကိုယူတော့ကလူကြီးဆောင်ကနေမိသားဖသားပေးပြီးကြကြနနတင်တောင်းခဲ့တာမလို့လားငါတို့သားမိပစ္စည်းတွေကနင်တို့ငွေတပြားတစ်ချက်ပါလို့လားငါတို့သားမိကနင်တို့စီကငွေတပြားတစ်ချက်ယူထားဖို့လို့လားတီတီကြီးကြီးမေးလာတဲ့အခါမှာတော့ထွေးရီမျက်နှာလွှဲသွားပါတယ်မရှိဘဲနဲ့များအေးနင်ကငါတို့သားမိပိုင်တာကိုဘာလို့လိုချင်လောဘတက်နေရတာလဲနင်တို့ကမင်းခန့်ထုံငါသမီးကိုရိုက်နှက်နှိပ်စက်ဖို့ခိုင်းရအောင်ငါသမီးကနင်တို့မိသားစုပေါ်လက်ပြားနဲ့တော့ထိခဲ့ဘူးလို့လားအရင်ကငါအသုံးမကြလို့ငါသမီးမတရားညှဉ်းပန်းနှိပ်စက်ခံရတာခုတော့ငါသမီးကိုနင်တို့လက်ပြားနဲ့တော့ထိဖို့မကြိုးစားနဲ့ထိရရင်ထိကြည့်လိုက်ပေါ့ဟာငါတရားဥပဒေနဲ့အဆုံးထိလိုက်ဖို့စိုးဖြတ်ထားတယ်နုနုဒေါ်စန်းစန်းမြင့်ကိုကြည့်ရင်မျက်ရည်ဝေရပါတယ်ဒေါ်စန်းစန်းမြင့်ကနုရဲ့လက်ကိုကြည့်ကြည့်ဆုံရင်အမေအသုံးမကြလို့ပါသမီးရဲ့လို့သာမျက်ရည်များနဲ့ပြောရှာပါတယ်နုနုကအံ့ကိုကြိတ်ပြီးမျက်နှာအောင်မောကအနီထွေးရီတေချာနားထောင်မှာကျမနဲ့မင်းခန့်တော်ပေါင်းနေစဉ်အတော်တွင်ဘာလက်ထပ်ပွားမှမရှိပါဘူးကျမအမေပေါ်မှာတင်နေတဲ့အကျွေးသိန်း80ကျော်သာရှိပါတယ်ဒီအကျွေးကကျမသုံးပြုံးခဲ့တာမဟုတ်ပဲမင်းခန့်တော်တယောက်တည်းသုံးပြုံးပစ်ခဲ့တဲ့ငွေတွေပါဒီတော့ပစ္စည်းတွေတိတ်ကိုခွဲဝေလိုချင်နေတဲ့အနီမေတန်းရှင်အကျွေးကိုတော့ခွဲဆက်ပေးပါအန်ဒီတို့ရဲ့ရုံးမကောက်ကျမှုနဲ့လိုချင်လောဘကြောင့်ကျမမှရှိသမျှရှင်ငွေအကုန်ပြုတ်ပြီးအပြိုစင်ဘွားလည်းပြတ်ခဲ့ရတယ်တခိုးမရပွဲလည်းရခဲ့ပါတယ်မင်းခန့်တော်ကသူ့ကြောင့်ကုန်ခဲ့တဲ့ပစ္စည်းဥစ္စာနဲ့ငွေတွေအတွက်တပြားတစ်ချက်ပြန်ပေးဖို့နေနေတတပြန်ဆက်ရမယ်ဆိုတဲ့အတိတော်မရှိခဲ့ပါဘူးအကျွေးတင်နေတဲ့အကျွေးရှင်ကကျမအမေမလို့သာနေတာပါတခြားတစ်စိမ့်တယောက်သာဆိုရင်ကျမတို့ဟိုအတန်းကိုရောက်မှာပါဒီလောက်ဆိုအန်ဒီတို့အုံနောက်ရှိရင်စဉ်းစားတတ်မယ်လို့ထင်ပါတယ်ဒေါ်စစန်းမြင့်ကနုနုစကားဆုံးတာနဲ့ကွာရှင်းစာချုပ်ကိုထွေးရနဲ့တော်မေတန်းရှိပြစ်ချပေးလိုက်ပါတယ်အဲ့ဒီမှာကွာရှင်းစာချုပ်တသိခံလက်မှတ်နဲ့ငါသမီးလက်မှတ်အပြည့်စုံပါတယ်ဥက္ကဋ္ဌလက်မှတ်နဲ့မင်းခန့်ထုံလက်မှတ်ပဲလိုတော့တယ်ဒေါ်စစန်းမြင့်ကထွေးရီကိုတစ်ချက်ကြီးကထွေးရီနေစကားတစ်ခွန်းဆိုတစ်ခွန်းနားထောင်တဲ့နစ်တူကိုလက်မှတ်ထိုးခိုင်းလိုက်ပါနစ်တူလက်မှတ်ရတာနဲ့ဥက္ကဋ္ဌလက်မှတ်သွားတောင်းပြီးနစ်တူနဲ့ငါသမီးတရားဝင်ကွာရှင်းပြီးကြောင်းကြေညာမယ်နောက်နင်တို့နဲ့ငါတို့ဘရောမှထပ်ပတ်သက်စရာအကြောင်းမရှိတော့ဘူးစကားပြက်ပြောကရိုးနဲ့ရက်ွက်ကိုပြန်လာခဲ့ကြပါတယ်နုနုကထွေးရီနဲ့ဒေါ်မေတန်းတို့အကြောင်းပြန်မဲ့အချိန်ကိုစောင့်နေပြီမေအကြောင်းပြန်မလာပါဘူးတပတ်လောက်ကြာမှထွေးရီကဒေါ်စန်းစန်းမျက်စီဖုံးဆက်လာပါတယ်ကျမတူကလိမ့်မပါတယ်မမြင့်ရဲ့နုနုခင်နဲ့ပြန်ပေါပေးလိုက်ပါနုနုကဖုံးကိုဆွဲယူပြီးဟုတ်လားအန်နီထွေးရီဒါဖြစ်ကျမကောင်လေးတယောက်ကိုအန်နီတို့စီပို့ပေးလိုက်မယ်အဲ့ဒီကောင်လေးကိုအန်နီထွေးရီနဲ့ဖြစ်ဖြစ်ဒါမှမဟုတ်မင်းခန့်တို့ရဲ့အမနဲ့ပဲဖြစ်ဖြစ်ကိုလာလောက်ပေါင်းခိုင်းလိုက်ပါကျမအဲ့ကောင်လေးကိုကျမကိုမင်းခန့်တို့ဆက်ဆံတယ်လို့ဆက်ဆံခိုင်းလိုက်မယ်ရိုင်းနဲ့ဖြက်စီးခိုင်းမယ်ရွှေငွေအကုန်ပြုတ်အောင်လုပ်ခိုင်းမယ်မင်းခန့်တို့ရဲ့ဇေယျအတိုင်းထားပေးမယ်ပြီးတော့အန်နီထွေးရီတို့စီကပစ္စည်းတော့မရမချင်းမကွာရှင်းခိုင်းအောင်ဘလို့လဲစမ်းလောက်ကြည့်ချင်လားကျမအခုလိုပြောလို့တမျိုးတော့မထင်နဲ့နော်မင်းမချင်းကိုချင်းစာတက်လာအောင်လို့ပါကျမအဲ့လိုလူပြိုရေးပြက်ခံပြီးကုညီမယ်လို့ပြောထားတဲ့ကောင်လေးတယောက်ရှိတယ်ကျမလွှတ်လိုက်ရမလားအန်နီထွေးရီရဲ့တူမမင်းခန့်တို့အမကိုပေါင်းခိုင်းမလားအန်နီထွေးရီပဲပေါင်းမလားညီမရိုင်းလိုက်လားအဲ့လိုကောင်လေးကိုငါနဲ့ပေးစားရသလားဒါဆိုရင်အန်နီတူကလိန်မာတွေတို့ဘာတို့ပြောပြီးခွေးစကားမတက်နဲ့လေအန်နီထွေးရီရဲ့အန်နီတူလိန်မာရင်အန်နီအိမ်မှာတစ်သက်လုံးဘာလုံးမှမခိုင်းမင်းနဲ့ရှာသမျှအကုန်ထိုင်ပြုံးခိုင်းတာကျမတော့တီးမခံနိုင်ဘူးအဲ့လိုကောင်ပြန်လဲမပေါင်းနိုင်တော့ဘူးငါတို့ကလည်းပစ္စည်းတစ်ဝက်မရလို့ငါတို့ကိုကွာရှင်းငွေမပေးနိုင်ဘူးကောင်းပြီလေအေးစိအသာတကြီးပြောလို့မကွာရှင်းပေးဘူးဆိုတော့လေကျမအန်ဒီတို့ရုံးမှာကောက်ချက်ခဲ့သမျှကိုလူတွေသိအောင်ဖော်ထုတ်ရုံပဲပေါ့ကျမမှအန်တီတူရဲ့ကျမအပေါ်နိုင်တဲ့စီနေပြုတ်ခဲ့တဲ့အကြောင်းအရာတွေသူတောင်းခဲ့ဖြုံခဲ့တဲ့ရှင်ငွေစင်းအတီးကြနဲ့အန်ဒီတို့တမိသားစုလုံးကျမအပေါ်ရုံးမှာခဲ့တဲ့ကိစ္စအကုန်စာစီရိုက်ထားတာရှိတယ်အကုန်မိတ်တူဆွဲပြီးအင်းချင်းဆရာအိမ်တွေကိုတရင်ဝင်တရင်ထွက်လိုက်ဝင်မယ်အန်ဒီထွေးတို့လမ်းအစဝင်မယ်လူတွေကကျမဖြစ်လို့အလို့ခံရတယ်လို့ထင်ကြပြောကြရင်တော့အန်ဒီတို့မိသားစုရဲ့ကောက်ကျစ်စင်လဲမှုတွေကိုအကုန်သိစေရမယ်အန်ဒီတို့ကိုရက်ွက်တဲ့လူတွေဝိုင်းပေရှုပ်ချပြီးနေစရာမရှိအောင်ကျမလုပ်ပြမယ်နုနုကအဲ့လိုပြောလိုက်မှထွေးရီလေးတန်လျှော့သွားပါတယ်ဖုံးချသွားပြီးအတော်ကြာမှဖုံးပြက်စကားနုနုကိုအဲ့လိုမလုပ်ဖို့တောင်းမှန်ပါတယ်နုနုကအဲ့လိုမလုပ်စေချင်ရင်မင်းခန့်တော်ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးဖို့ပြောလိုက်ပါတယ်နုနုရေကြားပြီးပြီလားဟိုကောင်သူများဆိုင်ငယ်ခိုးတာမီလို့ခုထောင်တနေတဲ့
နုနုကိုတငယ်ချင်းဆူဆူကလာပြောပြပါတယ်မင်းခတ်တော်ထောင်ကျသွားတယ်လို့သိရတော့နုနုသိပ်ဝမ်းသာမိတယ်ကွာရှင်းလက်မှတ်မရသေးပေမဲ့ထောင်ကျတယ်လို့ကြားရတော့ကျေနပ်တယ်ခုမှပဲတခိုးကောင်ကထိုက်တဲ့နဲ့ပြစ်ဒဏ်ကိုခံရတော့တယ်အရင်ကလေးကသာသူခိုးသမျှပစ္စည်းတွေအတွက်ထောင်ကျခဲ့ရင်ဒီကောင်ထောင်နဲ့အခုချိန်ထိထွက်ရမှာမဟုတ်သေးဘူးလို့နုနုတွေးမိလိုက်ပါတယ်အမေဟိုကောင်မင်းခန့်ထွန်းတော့သူများဆန်ငယ်ခိုးလို့ထောင်ကျပြီတဲ့သမီးတော့ပြောလိုက်တာထောင်ကထွက်လာရင်တော့ဘလို့နေအောင်လဲမသိဘူးဒေါ်စန်းစန်းမြင့်ကထောင်ကပြန်ထွက်လာလေဒင်းတို့မိသားစုအမေတို့အိမ်ရိတ်တောင်မနှင်းစီရအောင်အဲ့တနေ့အတွင်းနုနုလိုသမျှကိုဒေါ်စန်းစန်းမြင့်ကဖြည့်ပေးပါတယ်နုနုရဲ့ဆက်ဆိုင်လည်းအတော်တိုးတက်အဆင်ပြေလာပါတယ်ဒေထီတွေမရှိတော့တာမင်းနှစ်ယောက်တိတ်ပြီလဲအေးချမ်းကြတယ်စီးပွားလဲတက်တယ်နုနုမှလည်းအရင်ကဒေါ်စန်းစန်းမြင့်ဆင်ပေးထားတာတဲ့ပုံမများပြတဲ့ရွှေတွေဆင်မြန်းလာနိုင်တယ်နုနုတယောက်6လလောက်မှပဲအမေဖြစ်သူနဲ့နေရင်ရွှေဆွဲကြိုးတမတ်တာဝတ်နိုင်ပါတယ်အဲ့ဒီအခါဒေါ်စန်းစန်းမြင့်ကတောင်ဝရရစွာပြောလာပါတယ်အမေသာမမခဲ့ရင်ငါသမီးလေးနဲ့အမေတို့ခုချိန်လောက်ဆိုရင်ဒီထက်ပိုပြီးချင်းချင်းသာသာရှိနေလောက်မှာအမေအမားတွေပါသမီးရဲ့နုနုကဒေါ်စန်းစန်းမြင့်လက်ကလေးကိုဖြစ်ဆုံးရင်ခုလဲသမီးတို့အဆင်ပြေပြေနေရတာပဲအမေရဲ့ခုကစားပြီးပြင်ဆင်ရင်နောက်မကျသေးပါဘူးနုနုမှရွှေနဲ့ငွေနဲ့ပြန်ဖြစ်လာတာအောင်မြင်တော့ထွေးတို့တော်မေသန်းတို့ကလိုချင်လောဘတက်လာပြန်ပါတယ်မင်းခန့်တော်ထောင်ကထွက်လာတဲ့အခါကွာရှင်းပေးမယ်လို့ဆိုကပစ္စည်းတော့ခွဲပေးဖို့တောင်းလာကြပြန်ပါတယ်ဒါပေမဲ့ခုံမှုနဲ့ထောင်ကြတာတာမို့မင်းခန့်တော်တယောက်ရွှေတောင်မော်ချိမချရဲပါဘူးထွေးရီနဲ့ဒေါ်မေသန်းတို့ကနုနုတို့စီအကြောင်းကြားပေးပါတယ်ဒေါ်စစန်းမြင့်ကမပေးနိုင်ကြောင်းအကြောင်းပြန်လိုက်ပါတယ်နုနုကကျမပစ္စည်းဘာမှမရှိဘူးအကုန်အမေပစ္စည်းကြီးပဲဒီတော့ဘာတစ်ခုမှမပေးနိုင်ဘူးအဲ့ဒီအခါထွေးရီကနုနုခင်ရဲ့ညီကမမြင့်သမီးလေးမမြင့်ပစ္စည်းညီးပိုင်တာပေါ့အမွေခွဲလိုက်ရတာပဲအေးလို့ဆိုပါတယ်ဒေါ်စန်းစန်းမြင့်ကငါပစ္စည်းငါရှာထားတဲ့ပစ္စည်းနင်တို့မပေးနိုင်ဘူးလို့ဆိုကနုနုကိုအမွေပြတ်ဆွလွန်ကြောင်းလူသိရှင်ညာကြီးညာပေးလိုက်ပါတယ်ထွေးရီတို့အဲ့တဲ့ရင်ကိုကြားတဲ့အခါခွေးရရဲ့လက်နစ်ခံရတယ်လို့လဲလိမ့်နေပါတော့တယ်ဒေါ်စန်းစန်းမြင့်ကခုနုနုခင်နဲ့ငါဘာမှမပတ်သက်တော့ဒီတော့နင်တို့လိုချင်တဲ့ပစ္စည်းတော့ငါမပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်ထွေးရီကပစ္စည်းတော့မပေးချင်တာနဲ့ကိုသမီးကိုတော့သမီးအဖြစ်ကနေဆွလွန်လိုက်တယ်ပေါ့မမြင့်သိအထကြီးပါလားလို့စော်ကားသေးပါတယ်ဒေါ်စန်းစန်းမြင့်ကအေးဆေးပါနုနုကိုလူသိရှင်ညာသာအမွေပြတ်ဆွလွန်ထားပေမဲ့တားမိချင်းကတကယ်မပြတ်ပါဘူးထွေးရီတို့ဘာမှတောင်းမရအောင်သာတမင်လုပ်ချင်းပဲဖြစ်ပါတယ်ထွေးရီနဲ့ဒေါ်မီသန်းတို့ကမကြည်နဲ့လူရှိမှသာအမွေဖြတ်ထားပေမဲ့တကယ်သားမိစကားမပြတ်တာသူတို့သိကြပါတယ်နုနုကိုတမင်ကွာရှင်းမပေးပဲနုနုနဲ့မင်းခန့်တုံကတရားဝင်မကွာရှင်းရသေးတာမို့နုနုနောက်ယောက်ျားယူရင်တရားစွဲမယ်လို့ထွေးရီကသတင်းလွှင့်ထားပါတယ်နုနုကမင်းခန့်တုံနောက်မိမယူရင်တရားမစွဲဘူးကွာရှင်းလက်မှတ်ပဲတောင်းမယ်လို့သတင်းပြန်လွှင့်လိုက်ပါတယ်နုနုတယောက်အမွေဖြတ်ခံရတဲ့အမိကန်နဲ့၄နှစ်လုံးလုံးတခုလဲဘဝမှာအေးအေးဆေးဆေးပျော်မွေ့နေပါတယ်ဒေါ်စန်းစန်းမြင့်နဲ့လည်းနားလည်မှုယူရင်ချစ်ချစ်ခင်ခင်ရှိကြတဲ့အခါနုနုသိပ်ပျော်ရပါတယ်၄နှစ်လောက်ကြာတဲ့အထိနုနုကိုအမွေဖြတ်ထားတဲ့တဲ့ကရက်ွက်ထဲတည်မြဲနေတာကြောင့်ဒေါ်စန်းစန်းမြင့်ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုနုနုစီရဖို့မင်းခန့်တို့မျှော်လင့်ချက်မရှိတော့ပါဘူးမင်းခန့်တို့ရဲ့တခိုးထောင်တဲ့နာမည်ဆိုကြောင့်ထွေးရီနဲ့ဒေါ်မေသန်းတို့ပါရွှေတောင်မှာမနေရကြတော့ပါဘူးမင်းခန့်တော်ဆိုတဲ့နာမည်ကိုရုံနဲ့ရက်ွက်မှာမကြားရတော့တာပဲအတော်ကြာသွားပါတယ်သူတို့မိသားစုလည်းပျောက်ချင်းမလားပျောက်သွားကြပါတယ်တော်တော်ကြာမှမင်းခန့်တော်တယောက်ပျော်ဝေးရ KTV မှာအလုပ်လုပ်တဲ့မိန်းမနဲ့ယူသွားတယ်လို့နုနုကြားသိလိုက်ရပါတယ်နုနုဝမ်းသာပါတယ်နုနုစကားအတိုင်းမင်းခန့်တော်တရားမဆွဲပါဘူးမင်းခန့်တော်ထပ်ပြီးတော့လည်းမမြင်ကျင်တော့သလိုဘယ်လိုအကြောင်းအရာဘာကိစ္စမျိုးနဲ့မှလည်းထပ်မပတ်သက်ချင်တော့ပါဘူးနုနုအိမ်မက်ဆိုကြီးကိုပြမမတ်ချင်တော့ပါဘူးနုနုမင်းခန့်တော်စီကတရားဝင်ကွာရှင်းလက်မှတ်သာရယူခဲ့ပါတယ်နုနုရဲ့ဘဝလေးအလုံးစုံအေးချမ်းသွားပါပြီနောက်ဆုံးတော့အိမ်နောက်ဒုက္ခနဲ့ဒဇက်ကလေးမှမပြေဆုံးခဲ့ရတဲ့နုနုရဲ့ဝေကြွေးဆိုရေဆက်ဆိုအိမ်နောက်ရေးကိုအဆုံးသတ်နိုင်ခဲ့ပါပြီကိစ္စတွေအားလုံးဖြည့်ရှင်းပြီးသွားတော့ဒေါ်ဆန်းဆန်းမြင့်ကနုနုကိုပြောလာပါတယ်နောက်သမီးလေးဆန္ဒမပါပဲသမီးကိုအိမ်အောင်ပြုဖို့အမေဘယ်တော့မှမပြောတော့ပါဘူးကွယ်အမေကသမီးကိုအိမ်အောင်မပြုစေချင်တော့ဘူးပေါ့အမေဆန္ဒကတော့အမေမရှိတော့ရင်သမီးလေးအတွက်မိကိုအားထားရမယ့်အိမ်အောင်ဘက်မျိုးရှာစေချင်တာပေါ့ကွယ်အမေသမီးလေးမိသားစုအတိုင်းအမြုံလေးနဲ့ပြောစေချင်တာပေါ့ဒါမဲ့အမေသမီးကိုမတိုက်တွန်းပါဘူးအရာရာအားလုံးအမေမားခဲ့တဲ့အမကစားခဲ့တာမလို့အခုချိန်အားစားပြီးသမီးဆန္ဒအတိုင်းအမေကလိုက်ရောမှာပါနုနုကဒေါ်စန်းစန်းမြင့်ကိုပွေ့ဖက်လိုက်ပါတယ်သမီးတော့အရာအားလုံးကကောင်းတဲ့အရာတွေဖြစ်လာဖို့အတွက်ဆိုးတဲ့အရာတွေကအရင်လာတာလို့ပဲသဘောထားတယ်အရင်အားဆိုရင်အမေကသမီးနဲ့အဆင်မပြေတိုင်းထိကနေချီနောက်အိမ်အောင်ထူထောင်မယ်သမီးကိုနှင်ချမယ်နဲ့လေခုဆိုသမီးတို့သားမိကြမှာဒါတွေကအရေးမကြီးတော့ဘူးဆိုတာအမေရောသမီးရောနားလဲသွားကြပြီသမီးတော့တိတ်ပြောတာပဲအမေရဲ့ဒါတွေကငါသမီးလေးကြက်ခိုင်ငယ်လို့ကြော်ဖြတ်နိုင်ငယ်လို့ပြောရတာပါကွယ်နုနုဒေါ်စန်းစန်းမြင့်ရဲ့ပါးလေးကိုနိုင်ရင်သာရင်ဝင်နဲ့တိုးဝင်လိုက်မိပါတယ်အရန်နောက်မကြခင်အမြင်မှန်ရပေပြီးသမီးဘက်မှာမမမမက်ရက်တည်ပြီလို့ကျေးဇူးပါအမေ
အမေဆန္ဒအတိုင်းအိမ်နောက်ဒုက္ခနဲ့ပြည့်စုံတဲ့အိမ်နောက်တစ်ခုကိုထူထောင်ဖို့တမီစဉ်းစားပါအောင်မေအိမ်နောက်ဟုတ်သည်အိမ်နောက်ဘက်မကောင်းရင်ထောင်နဲ့တူတာမို့နုနုကတော့နောက်တစ်ချိန်ထောင်ထက်ကြမှာကြောက်မိပါတယ်ဒါပေမဲ့တစ်ချိန်ချိန်မှာတော့နုနုမကြုံဘူးတဲ့အိမ်နောက်ဒုက္ခဆိုတဲ့အရာတာကိုတွေးကြုံခံစားကြည့်ချင်ပါသေးတယ်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူကြိုကြိုရေးသားထားတဲ့အိမ်နောက်ဒုက္ခဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ OR Entertainment Channel ကိုနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။